အမေတို့အဖေတို့ထားခဲ့တဲ့လောကီအမွေနဲ့မိမိဘဝတိုးတက်ပြောင်းလဲလာတိုင်းဩငါအဖေနဲ့ငါအမေထားခဲ့တဲ့အမွေဟာငါဒီစည်းစိမ်တွေရလိုက်တယ်လို့ဟိုမှာအမေတို့တည်ခဲ့တဲ့ကြောင်းလေးပြင်အောင်မှာပဲတစောင်းလေးပြင်အောင်မှာပဲဇေဒီလေးထုံးသင်္ကန်းရွှေသင်္ကန်းကတ်အောင်မှာပဲဆိုပြီးတော့တတိတရားနဲ့လောကုတ္တရာအမွေကိုလည်းခံရတယ်အဲ့ဒါမှအမွေခံထိုက်တဲ့သာသမီပိသားတယ်ဟုတ်လားဒီတော့ပြိဿရဲ့၃ချက်သာပြည့်သွားတယ်အဲ့ဒီအထဲမှာကိုဟာအားကောင်းကောင်းနဲ့ရေရင်ဝန်းလက်ခမောင်းခတ်ပြီးတော့ပြည့်စုံပါတယ်လို့ပြောရတဲ့လူပါသလားဘာဖြစ်လို့မပါလဲမပြည့်စုံသေးလို့ဘယ်တော့ပြည့်စုံမှာမဲပြည့်စုံအောင်ကြိုးစားပါမယ်သာဓုဗျာဟုတ်လားကြွေမွေမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေလူမြဝေ၍မိဘနှစ်ပါးမိမိကိုရင်ဝင်ထဲမှာနှုတ်ချိုတိုက်ကြွေအိုအိုအေးနဲ့သချင်းလေးနဲ့ချော့သိမ့်နေတဲ့အချိန်အမေတို့အဖေတို့ရဲ့မျက်လုံးအစုံမှာအားကောင်းကောင်းနဲ့အရင်အနီးကြီးစွာမျောလင်းတဲ့မျောလင်းချက်ကဟေးငါတို့ဟောဒီလောကကြီးထဲကနေသေဆုံးထွက်ခွာသွားရတဲ့အချိန်ဘယ်လိုဘဝကိုပဲရောက်ပါစေကြံရစ်ခဲ့မဲ့ဟောဒီငါသားကြီးကြီးလာရင်ငါသမီးကြီးကြီးလာရင်ကွယ်လွန်သွားတဲ့ငါတို့ကိုရည်မှန်းပြီးတော့ဒါနာကုသိုလ်တွေပြုလိမ့်မယ်သီလကုသိုလ်တွေဆောက်တည်လိမ့်မယ်ဘာဝနာကုသိုလ်တွေပွားများလိမ့်မယ်သူတို့ရတဲ့ဒါနာသီလဘာဝနာကုသိုလ်တွေပြုပြီးသွားတိုင်းမှာဖြင့်အဘေအမြယူတော်မူပါအမေအမြယူတော်မူပါလို့ငါတို့ကိုအမြပေးဝေလိမ့်မယ်ဟောမျောလင်းချက်ဟာပြိတ္တသေသွားတဲ့ဘဝအထိမမျောလင်းဘူးလားလူသားတယောက်ဒီဘဝကနေပြုတ်သွားပြီးသေဆုံးသွားပြီဆိုရင်ပြိတ္တဂတိ၅ပါးရှိတယ်လူဖြစ်ရင်ဖြစ်မဖြစ်ရင်နတ်ဖြစ်အဲ့ဒီကောင်းတဲ့နတ်ဘဝမဖြစ်ဘူးဆိုရင်ငရဲဖြစ်မဖြစ်ရင်တိရစ္ဆာန်ဖြစ်ကဲငရဲနဲ့တိရစ္ဆာန်ဖြစ်သွားရင်လည်းသာဓုမခေါ်နိုင်တော့ဘူးလူနဲ့နတ်ဖြစ်သွားရင်လည်းကောင်းတဲ့ဘဝရောက်သွားလို့သာဓုမခေါ်နိုင်တော့အဲ့ဒီမှာဝမ်းနည်းစရာကောင်းတာကသေဂာနီဆဲဆဲလေးမှာသာသမီဆွေမျိုးပစ္စည်းဥစ္စာအရာရာတစ်ခုခုကိုနှောင်ဖွဲပြီးတော့တန်ရောစင်နဲ့သေသွားရင်မကျွတ်လွတ်တဲ့ပြိတ္တာကြီးဆိုပြီးတော့ကိုယ်အနီးနားမှာပြန်ဖြစ်တတ်တယ်ဟုတ်လားဒီတော့တန်ရောစင်တမြင်နဲ့မကျွတ်မလွတ်တဲ့ပြိတ္တာကြီးဘဝများအမေနဲ့အဖေအကယ်၍များရောက်ခဲ့မယ်ဆိုရင်မသေးခင်ကိုနှိုးကြတိုက်ကြွေးတဲ့လူမမဲအရွယ်လေးတွေကမျောလင်းထားတဲ့အတိုင်းငါသားလေးကဘယ်အချိန်များအမြဝေမလဲငါသမီးလေးကဘယ်အချိန်မှအမြဝေမလဲလို့အမေတို့အဖေတို့များတမလွန်ဘဝပြိတ္တာကြီးဘဝကစောင့်မျှော်နေကြမယ်ဆိုရင်ကဲသားသမီးကအမေနဲ့အဖေသေသွားပြီဘာမှမဆိုင်တော့ဘူးဆိုပြစ်မြန်ထားရင်ဝမ်းနည်းစရာမကောင်းဘူးလားမမြင်ရတဲ့အမေတို့အဖေတို့ရဲ့ဘဝကိုမမြင်ရတဲ့မျက်ရည်တွေကဒုက္ခပေးနေလိမ့်မယ်။အော်ငါတို့ကတော့မျောလင်းချက်ကြီးစွာနဲ့မွေးခဲ့လိုက်ရတာငါတို့သားသမီးလေးတွေကငါတို့သေသွားတဲ့အချိန်ရောက်တာတောင်မှငါတို့ကိုရင်မှန်းပြီးတော့ကောင်းမှုကုသိုလ်လေးမပြုကြပါလားလို့တမလွန်ဘဝကများအဖေနဲ့အမေမျက်ရည်ဆက်လက်နဲ့ကြာရအောင်မယ်ဆိုရင်ဝမ်းနည်းစရာမကောင်းဘူးလားဒီတော့အာလုံးတို့တရားဓမ္မတွေဟောဒီထဲမှာအဖေနဲ့အမေနှစ်ယောက်လုံးရှိသေးတဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်ဒါမှမဟုတ်ရင်အဖေသေဆုံးသွားပြီးတော့အမေသာကြံခဲ့တဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်ဒါမှမဟုတ်ရင်အမေသေဆုံးပြီးတော့အဖေသာကြံခဲ့တော့တဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်အေးနောက်ဆုံးမိဘနှစ်ပါးလုံးသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေလည်းပါနိုင်တယ်မပါနိုင်ဘူးလားဦးဇင်းတို့ဒီပင်လည်းအဖေဆုံးသွားပါပြီဟုတ်လားဒီတော့ပြောလိုတာကပြိဿကိုယ့်ကိုမျောလင့်ချက်ကြီးကြီးနဲ့စောင့်မျောနေမဲ့အဖေတို့ရဲ့မျောလင့်ချက်ကိုဒီဘဝကကိုမပေးရင်ဟိုးမမြင်ရတဲ့အဖေတို့အမေတို့ရဲ့ဘဝကြီးဟာဘလောက်ပူလောင်လိုက်မလဲဆိုတာစဉ်းစားကြည့်ရင်ကြောက်စရာမကောင်းဘူးလားဒီတော့ပြိဿကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါငါသည်သေဆုံးသွားတဲ့အဖေတို့အမေတို့ကိုရည်မှန်းပြီးတော့ဒါနာသီလဘာဝနာကောင်းမှုတွေပြု၍ဘဏ္ဍခါများအမြဝေခဲ့ပြီးပြီလေဘဏ္ဍကြီးများသာဓုခေါ်အောင်စွမ်းဆောင်ခဲ့ပြီးပြီလေပြိဿရေစဉ်းစားကြည့်စမ်းပါအမတ်တမဲ့နဲ့နေနေတဲ့သားသမီးတွေအများကြီးမရှိဘူးလား
ရှိတယ်ဒါကြောင့်ဦးစင်းကဒီမှာကွယ်လွန်သူမိဘအဘိုးဘွားများရည်စူးရေးဆိုတော့သိဝမ်းသာတာပဲဘာပဲပြောပြောကိုကောင်းဖို့ပြုနိုင်လို့ပြုတဲ့အချိန်မှာအခုဦးဝင်းနိုင်တို့ဒေါ်ကြီးကြီးမီတို့တတိတရားနဲ့မိဘနှစ်ပါးကိုရည်စူးလိုက်တယ်ဆိုရင်ကျန်တဲ့သားသမီးတွေလည်းဒီတိုင်းပဲဖြစ်ရမယ်ဟုတ်လားဦးစင်းတို့ဘုန်းကြီးဆိုပေမဲ့အမှတ်တမဲ့မနေဘူးနေတိုင်းပြေးရွတ်တယ်ပဋ္ဌာန်းရွတ်တယ်တရားထိုင်တယ်ဘုရားဝပန်းတောက်တော်ရည်တွေနဲ့ကပ်ပြီးတိုင်းည12နာရီမထိုးခင်17နာရီခွဲလောက်ရောက်ပြီဆိုတာနဲ့အဖေကိုတေချာခေါ်ဖိတ်အမြတန်းနေပြီးဝေးနေတိုင်းပဲလုပ်ရပါတယ်ဘာဖြစ်လို့လဲအဖေမျောလင့်နေမယ်ဆိုတာကိုယ်တိုင်လည်းသိနေတဲ့အတွက်ကြောင့်ဒီမျောလင့်ချက်ဟာတရက်မဟုတ်တရက်တနေ့မဟုတ်တနေ့အဖေမျောတဲ့အချိန်နဲ့ကိုပေးတဲ့အချိန်မြန်တိုက်ဆိုင်သွားရင်အဖေဟာအာရပါရသာဓုခေါ်ကျွတ်တန်းဝင်မှာပဲဆိုတဲ့အသိစိတ်ဟာအမြဲတမ်းနှိုးဆော်နေလို့ပါဟုတ်လားဒီတော့အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းနေအမေနဲ့အဖေကိုတကယ်ချစ်တယ်တကယ်မြတ်နိုးတယ်တကယ်တန်ဖိုးထားဆုံးမတ်ကြတယ်ဆိုရင်ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုဘဝမှာချသွားပြီဆိုပြီးတော့ပြင်မှထားပါနဲ့အမေတို့အဖေတို့မျောလင်းသွားတဲ့မျောလင်းချက်နံပါတ်၄ကအမြတမ်းပေးဝေဖို့ကြံပါသေးတယ်ဟုတ်လားပြောငါကောင်းမှုတွေဘလောက်အမျှဝေပေးပြီလေလို့စဉ်းစားဖို့လိုပါတယ်မဝေရသေးရင်ဘာလုပ်မလဲဝေရမယ်ပြိတ္တအလှကြီးကိုစီတီးဖြောတိလှူးနေမှာမဟုတ်ဘူးနေ့စဉ်မိမိရဲ့ဘဝထဲမှာပဲဆွမ်းလေးကပ်ပန်းလေးကပ်ရေချမ်းလေးကပ်အိမ်မှာဆွမ်းငံကြွတဲ့ဘုန်းကြီးလေးပဲဆွမ်းရင်တစ်ခွက်ဆွမ်းလေးတစ်ဆွမ်းလောင်းပြီးတော့အဖေနဲ့အမေကိုအမျှဝေရင်မရဘူးလားရတာပဲသို့တော်ပြိတ္တအလွန်လွယ်တဲ့အလုပ်ဖြစ်ပါလျက်ကနေအတော်မေ့နေတဲ့သားသမီးတွေအများကြီးမရှိဘူးလားရှိတယ်ဒါဆိုရင်အဲ့ဒီသားသမီးတွေအမွေခံထိုက်ပါမလားပရိသတ်ရေကိုပြန်ပြီးတော့သုံးသပ်ကြည့်စမ်းမှာငါဒီအမွေခံထိုက်တဲ့သားသမီးဖြစ်နေသလားအမွေခံမထိုက်တဲ့သားသမီးဖြစ်နေသလားစဉ်းစားကြည့်ရဲကြီးစဉ်းစားပြီးရင်မြန်ကြီးပြင်လိုက်အချိန်မမီဘူးလားမိပါသေးတယ်ဟုတ်လားဒါဆိုရင်စောင့်နေမျိုးနွယ်ဝန်ကားသွဲပြင့်မွယ်သားတို့တာအမေတို့အဖေတို့ရဲ့နောက်ဆုံးမျောလင်းချက်ကလည်းအံ့ဩလောက်အောင်ကိုချီးမွမ်းလောက်ပါတယ်ဟုတ်လားလောကကြီးထဲမှာကိုမရှိတော့ဘူးပြိတ္တိဖြစ်ချင်ရဖြစ်ဆိုပြီးတော့များမေတို့ဖေတို့လောကကြီးထဲကထွက်ခွာသွားတာဟုတ်ရလားစဉ်းစားကြည့်စမ်းငါတို့အမျိုးကဘုရားတရားသံဃာယရဏမြတ်သုံးပါးတဲ့ကံရဲ့အကျိုးကိုပြတ်သားစွာယုံကြည်ကြတဲ့ဗုဒ္ဓဘာသာမျိုးနွယ်စုတွေဖြစ်တယ်ငါတို့ရဲ့ဘိုးဘွားဘွေပင်လက်ထက်ကလေးကဟောဒီဗုဒ္ဓသာသနာကြီးကြီးပွားတိုးတက်အောင်ဆောင်ရှောက်လာခဲ့တာဖြစ်တယ်အေးငါတို့မှာဟောဒီသာသမီတွေလောကကြီးမှာကြံ့ရည်အောင်ထားခဲ့တဲ့အတွက်ကြောင့်ငါတို့ရဲ့ဗုဒ္ဓသာသနာကြီးကလည်းဘယ်တော့မှမကွယ်ပနိုင်ဘူးမွေးဖွားလို့ကြံခဲ့တဲ့ဟောဒီငါသားငါသမီးတွေကငါတို့ရဲ့ဗုဒ္ဓသာသနာကြီးကိုနေအောင်လက်အောင်ဗမာထွန်းလင်းပြောင်းနေအောင်အမြဲတမ်းအမွေခံဆက်ထိန်ဖို့ရန်အမျိုးအနွယ်ကိုစောင့်ရှောက်ပေးကြမှာလို့ကိုလူမျိုးကိုစောင့်ရှောက်ပေးဖို့ရန်အတွက်လေအမေတို့အဖေတို့မျှော်လင့်ပြန်နေကဲကိုလူမျိုးကြီးလောကကြီးတွေကပျောက်မသွားအောင်အမေတို့ဖေတို့မမျှော်လင့်ခဲ့ဘူးလားမျှော်လင့်ခဲ့တယ်စောင့်နေမျိုးနွယ်တဲ့ကိုယ့်ရဲ့မြန်မာကိုယ့်ရဲ့ဗုဒ္ဓဘာသာဆိုတဲ့စောင့်နေမျိုးနွယ်ခုံဟာအခါတဲ့သာသမီတွေအစင်ဆက်ထိမ့်သိမ့်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒါမှပရိသတ်ရေကိုယ့်ရဲ့မြန်မာဆိုတာဒီကနေ့ကဘာမှာနှစ်ပေါင်းများစွာကြာလာခဲ့တဲ့မြန်မာဟာပျောက်သွားပြီလားရှေးဘိုးဘွားဘီပင်လက်ထက်ကစောင့်ရှောက်ထိမ့်သိမ့်ခဲ့တဲ့မြန်မာဆိုတဲ့ဂုံလေးရှိနေလို့ကြံနေတာကျွတ်တို့လက်ထက်ကြမှာတောင်လုံးမြောက်လုံးတောင်တွေးမြောက်တွေးအတွေးခေါ်တွေမှားပြီးတော့ဘာသာကြလင်လို့ပေါင်းသိမ်းမယ်ဆိုရင်ကျွတ်တို့မျိုးနွယ်ကြီးကကြောက်เสียမကောင်းဘူးလားကြောက်เสียကောင်းတယ်စောင့်နေမျိုးနွယ်ဟောမယ်ဆိုရင်မိုးလင်းလောက်တယ်နော်ပြိဿဟောဒီထဲမှာတို့ညီမငယ်တွေအရွယ်တွေအများကြီးပါတယ်မြန်မာဗုဒ္ဓဘာသာဟုတ်တယ်မို့လားအမေကလည်းမြန်မာဗုဒ္ဓဘာသာအဖေကလည်းမြန်မာဗုဒ္ဓဘာသာဘိုးဘွားဘီပင်ကိုမျှော်ကြည့်လိုက်စမ်းမှာမြန်မာဗုဒ္ဓဘာသာကိုလက်ထက်ကြမှာပရိသတ်ရေတခါတဲ့ပြောကြသေးတယ်တချို့ကမလေး open the door တဲ့ဒီခေကြီးကတခါပေါက်ဖွင့်ထားတဲ့ခေကြီးတဲ့အုံနောက်တွေဖွင့်ထားနှလုံးသားတွေဖွင့်ထားကလားတော့ဗမာတော့တရုတ်တော့နားမလဲဘူးကြိုက်ရင်ယူချလိုက်တဲ့သွားပြီဟုတ်လားအဲ့တော့ပြိဿ open the door တကားပေါက်ကြီးဖွင့်ထားတယ်ဆိုတာအုံနောက်တကားပေါက်ပဲဖွင့်နှလုံးသားတကားသွားမဖွင့်နဲ့အကုန်ဝင်လာလိမ့်မယ်
ဟုတ်တယ်မို့လားပရိသတ်လှတာမြင်မကြည့်ခြင်းဘူးလားမှန်မှန်ပြောလှတာမြင်မကြိုက်ဘူးလားကြိုက်ပြီးရင်ပရိသတ်အဲ့ဒီဟာနှလုံးသားကကြိုက်တာအုံနောက်ကနေပြီးတော့စဉ်းစားမယ်လှခြင်းတလောက်လှကြိုက်ခြင်းတလောက်ကြိုက်ဟေးငါကမြန်မာရွှေမြန်မာရွှေဗုဒ္ဓဘာသာသူကဘာကောင်းကြီးလဲသွားခက်တော့အဲ့လိုအုံနောက်ကလိုက်နေရမယ်လှတာမြင်တိုင်းသာကြိုက်မယ်ဆိုရင်ပရိသတ်ကျွတ်တို့ဗမာဘုန်းကြီးတွေမြန်မာနိုင်ငံပြန်လာစရာအကြောင်းရှိပါမလားဘာကြီးတာလဲဟမ်ရှိတာကိုကျုပ်ပြောကျွတ်တို့လည်းပုထုဇဉ်ပဲလှတာမြင်မမြင်ဘူးလားပိတ်ထားလို့ရပါမလားဟာကွာနဲ့တော့နေသေးတယ်ကွာချောလိုက်တာကွာပြောတယ်မပြောဘူးလားပြောတယ်သို့တော့ချောခြင်းတလောက်ချောပါစေကွာငါ229သွဲသိက္ခာဖုတ်တာတဲ့ဖုန်ကြီးပဲကွာဆိုပြီးဘာမှမတတ်နိုင်တော့ဟုတ်တယ်မလားပရိသတ်အတိနဲ့တတိခံစားချက်နဲ့အုံနောက်တွဲပြီးတော့အမြဲတမ်းထားဘယ်တော့မှမမားဘူးဟုတ်လားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့သာပရိသတ်ကိုနာကတ်လာသမျှသာ okay ပြီထင်ပြီးတော့ပါသွားမယ်ဆိုရင်ပရိသတ်သင်္ကန်းတော်မှာတစားစီပဲ့ထွက်သွားအောင်ဟုတ်တယ်မလားအဲ့တော့ပြောလို့တာကကိုဟာမြန်မာဆိုတဲ့အသည့်ငါမြန်မာရဲ့အမျိုးအနွယ်ကိုစောင့်ထိန်ရမယ်ဆိုတဲ့တတိတာရှိပရိသတ်လှကြံတဲ့လောက်လှကိုနှလုံးသားကိုထိခိုက်ပါမလားအခုတော့ပရိသတ်ကြီးကျွတ်တို့ရွှေမြန်မာတွေကရွှေမြန်မာနဲ့တော့ပြောနေတာပါတခါရွှေရတဖြည်းဖြည်းနဲ့ပေးရကြလာဟိုစိကရက်ဘူးတွေကလရွှေလောက်ဆင်းကြံတော့တယ်ဟုတ်လားအဲ့ဒါမျိုးလည်းမဖြစ်စေနဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောလို့တာကစောင့်လေမျိုးနွယ်ဆိုတာကဘုန်းကြီးတွေရေတောက်ဟောနေလို့လည်းမရဘူးမြန်မာမျိုးသမီးတွေကိုယ်တိုင်ကစောင့်ရှောက်ရမှာဟုတ်တယ်မလားခုနကပြောသလိုပေါ့လှတာမြင်ကြည့်ခြင်းပဲလှတာမြင်ကြိုက်မယ်သို့တော့အဲ့ဒီကြိုက်တယ်ဆိုတဲ့နှလုံးသားကဖြစ်ပေါ်လာတဲ့ခံစားချက်ကိုအုံနောက်ကချက်ချင်းတကားပိတ်လိုက်ဟေးမဖြစ်ဘူးဆိုရင်ပြိတ္တတတိဝင်မသွားဘူးလားခုမညာခမများတို့ဒီမကွေးမှာတော့မသိဘူးရန်ကုန်မှာဖြစ်နေတဲ့ပြဿနာပြိတ္တကိုရီးယားမင်းသားကဗမာမင်းသားတဲ့တာနေပြီမကွေးမှာကိုရီးယားမင်းသားကြိုက်တာမလားဩဗျာကျုပ်ကမကြိုက်ဘူးမှန်ဟုတ်လားကျုပ်တို့လည်းကိုရီးယားမင်းသားမင်းသမီးကိုကြိုက်လို့မရဘူးဘာမောင်းတဲ့ကိုထည့်ထောင်းနေတာဘာဖြစ်လို့လဲသိလားဗမာပြည်ကျုပ်တို့ပြန်ရောက်ခါစားဘာတူလဲချွန်စောနဲ့အွန်စောဖြစ်စားနေတာရန်ကုန်မှာတရားပွဲ9နာရီစလို့ကိုမရဘူးခေါ်ဘကလမ်းဆိုဘုံဘုံရေခဏလေးဆွဲထားပါဖြတ်ထားပါဟာဘာဖြစ်လို့တော့ဟာတယ်လီဖုန်းဆိုစကားမပြီးသေးဘူးတဲ့ဒီနေ့ကဂျွန်စောနဲ့အွန်စောဒုက္ခပါပဲကွာလို့ဂျွန်စောနဲ့အွန်စောလာတော့လေကျွတ်တို့ဘုံကြီးဟာပဲအရှုံးပေးရတာ7နာရီမှကျောင်းကထွက်သူတို့ကလည်း7နာရီထုံးမှပလင်ပေါ်ဘုံကြီးရောက်မှပဲအင်ရဆင်းလာကြတော့တရားပွဲ7နာရီမှစရတယ်ဟုတ်လားဂျွန်စောနဲ့အွန်စောပြီးသွားပြီဆိုတော့ပျော်လိုက်တာဟာဒီကောင်2ကောင်ပြီးသွားရင်တော့ငါတို့တရားပွဲ9နာရီစလို့ရပြီလို့ဟုတ်လားကားလေးသပြီးတော့ပြင်မယ်ထွက်မယ်လို့ခါချင်းဘုံဘုံရေမလာနဲ့အောင်အခုကောင်ကပုံမိုက်တယ်ဘာလို့လဲဆိုဒရိုက်တာရင်တဲ့ဟုတ်လားသွားပြန်ပြီဒါရိုက်တာရင်နဲ့တွေ့တော့လဲကျုပ်တို့ပဲရှုံးတာပဲကဲမထူးဘူးကွာဒီလောက်တောင်ကြိုက်တဲ့လူကြိုက်ကြတဲ့ဟာငါတို့ရှုံးရင်လည်းရှုံးမသိတော့ဟုတ်လားဒရိုက်တာရင်ပြီးပြီလည်းပြောရောဒီကြားထဲမှာပါသေးတယ်တချို့ကကျင်းတဲ့အောင်မြောက်တာပါသေးတယ်ဗါတယ်ဟုတ်လားကျုပ်ယောဂီအဖွားကြီးတွေခင်ဗျားတို့မင်းညတော့ဘာလို့တရားစကားမလဲဖုံဖုံရဲတဲ့အာနာပါတယ်ရှောက်ရမှာဘာဖြစ်ရှောက်စမ်းမအာမနာမင်းညမင်းသားတွေတအားလာတာတဲ့ဒါကြောင့်မလာနိုင်ဘူးတဲ့60ကျော်နေပြီဟုတ်လားအဲ့တော့ तू ကရောရောက်ပြောတယ်ဖုံဖုံနဲ့ပြောရမှာနောက်ထပ်အာနာနာရှိပါနဲ့အိုင်မင်းသားလေးနဲ့ဖုံဖုံနဲ့ခက်ဆင်တဲ့ဟုတ်လားကျောက်ကအဲ့ကြတော့နည်းနည်းကြည့်နေတော့မဆိုးပါဘူးလို့ဟုတ်လားကြည့်ပါလို့သေချာကြည့်နော်လို့နောက်ထပ်ဘယ်နေရာတွေတူသေးလဲလို့ဟုတ်လားအဲ့တော့ပြိတ္တရဲ့အဖွားကြီးတွေဒါရင်ရတော့ကြိုက်တာအဲ့တော့ပြီးသွားပြီပေါ့လေဒါရင်ပြီးရင်လည်းတို့တရားပွဲ9နာရီစမှာမကြဘူးသူတို့စကားဆုံးမဆုံးနိုင်ဘူးဟာခင်ဗျားတို့ဟိုမင်းသားပြီးသွားပြီဆိုလို့တရားပွဲ9နာရီမစသေးဘူးဆိုဟာဘုံဘုံရင်နောက်တစ်ယောက်လာပြန်ပြီသူတို့ဒရိုင်မာကင်နဲ့ဟုတ်လားဒရိုင်ဘာကင်ဆိုလို့ကျုပ်ကတော့ငငယ်ချောလေးမှဘယ်မှာတော့ခင်ဗျားတို့ဒရိုင်ဘာကင်ကျုပ်ကကြည့်လိုက်တာဟိုမှာအဖွားကြီးဒီကန်ကြီးနေပြီဟုတ်လားအဲ့ဒါလည်းသူတို့ကြိုက်တာပဲဟုတ်လားနောက်ဆုံးပြိတ္တရေဘာမှမရအောင်တော့ကိုကအဲ့ထက်မှရောပါသွားဟုတ်လားဘာမြဲတရားဝဲမရှိတဲ့နေ့ကျရင်မထူးဘူးသူတို့တော့ပြောမှလည်းငါတို့ကြည်ပို့အောင်တော့ကြည်ထားမှာပဲဟုတ်ကြကြီးတဲ့နေ့မှာတိုက်ဆိုင်ရဟန်းမသမီးတွေဖုံးဆက်တယ်ဖုံးနဲ့ဒီနေ့တရားဝဲမသွားဘူးလားမပေးဘူးဟာဒီနေ့မရှိဘူးဘာလို့နေလဲဖုံးနဲ့အေးနင်တို့လိုပဲငါလည်းစကားကြည့်နေတာလို့အမလေးတဲ့တပည့်တော်တို့လည်းကြော်ညာဝင်တဲ့အချိန်မလို့ဖုံးဆက်တာပြီးရင်ကြည့်ရအောင်ပါတဲ့ဟုတ်လားအဲ့တော့နင်တို့ကဘသူ့ကိုကြည့်ပြီးဘာပြောနေငါလည်းကြည့်တာကြည့်တယ်လို့ဟာဖုံးအဲ့မင်းသားလေးချောတာလေးတဲ့အရင်ကောင်းနေအပလာဖြစ်သွားပြီတဲ့ဟာဘသူတော့ငါပြောပါတော့လီအောင်ကြီးလေးဆိုလားအောင်မလေးပရိသတ်ဖြစ်ကျင်တော့ကျုပ်ကလည်းမြင်တာလီအောင်ကြီးတခါမှမမြင်ဟုတ်လားအဲ့တော့ဖုံးလည်းကြည့်တယ်လည်းပြောသေးဘာကိုကြည့်ပြီးဘာကိုကြိုက်နေမသိဘူးလို့ငါတော့အဲ့ဒီကောင်အာယုံဆိုင်လို့ကိုမရအောင်ငါမြင်တာလဲအွန်စောတယောက်မြင်တာပဲလို့
on so a lay out to a machine from one on so it was in Leon G. I did Mabione, look at Janeco ball. Hello, brother. Yolo Daga, who Bama Menaga, Korea Menadi, Jaimani, Jiva, Jaiba, Tavimello, brother, Pamaduane, Yadra machine. Era Biojanabe, soundly munes or Arabe, Purus in the Bawaya, Narami, Chachime, Chijime, Kone Atani Jai, Kanakana Jajeme, Todo Breda, Sena like Bo, Kua soundly mune, oh, Yama, Budabada, Naruka, Ko Muko, and Weko Bada Dadanago, Social Tenema, Tuye Bada Dadana, Lumuka, Kavati, the Tinima, Bo, so the Dilena, Ne, Amiro, Apiroye, Yolin, Jacole, Pia Yaude, Paya Zagagole, Natoya Yaude.ဟုတ်တယ်မို့လားရမလက်ချက်ပြီးသွားပြီလေကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံတိုက်စီလူများဝေ၍စောင့်လေမျိုးနွယ်တဲ့ပရိသတ်၅ချက်တော့ပြီးသွားပါပြီအဲ့ဒီ၅ချက်ကိုညီအောင်လိုက်လာတဲ့သာသမီတွေအမွေခံထိုက်တဲ့သာသမီတွေဖြစ်ပါလိမ့်မယ်ညီအောင်မနေတိုင်းမလိုက်နာမကျင်သုံးမှုဆိုရဲ့သာသမီတွေအမွေခံမထိုက်တဲ့သာသမီတွေဖြစ်ပါလိမ့်မယ်ဒီတော့ကိုဘယ်ထဲမှာပါလဲဆိုတာအမှတ်ပေးပြီးပြီလားဘယ်ထဲမှာပါလဲဘယ်ထဲမှာပါလဲပလင်ဘောကဘုန်းကြီးမစင်မချင်းတရားဝဲဆိုတာပြီးတယ်မရှိဘူးနော်မေးလို့မပြောလို့ကတော့ဆင်းကိုမစင်ဘူးဟုတ်လားမိုးလင်းလင်းမစီဟုတ်လားဟမ်ကဲပရိသတ်ဒီ၅ချက်လေးဟာအမှတ်တမဲ့ပေါ့ပေါ့လေးနေတော့ငငယ်လေးရလာတဲ့လင်္ကာလေးဆိုတော့အမှတ်တမဲ့ပဲမနေဘူးလားအရေးမကြီးဘူးလားဘသူတွေရဲ့တန်အောင်လဲသာသမီတွေရဲ့တန်အောင်ပြောတော့အဖိုးကြီးဖွားကြီးတွေသဘောမကျဘူးလားမလီဘုန်းကြီးရဲ့တပည့်တော်ပြောခြင်းတဲ့စကားတွေကိုတော်ကိုစားပြောပေးတာမနဲ့မှဟောဤစိတ်ငကဟုတ်ကုန်ဘူးလားလူအောင်မှာဆိုပြီးတော့များစိတ်ကူးပေါက်ရင်ပေါက်နေအောင်မှာဟမ်အဲ့တော့ပြိတ္တာအဖိုးကြီးတွေအဖွားကြီးတွေဝမ်းသာတာကိုလည်းကျုပ်ကသဘောပေါက်ပါတယ်ဒါသာသမီပြောရင်မိဘတွေကသဘောကျတာပဲငါတို့ကိုစားပြောပေးတယ်ပေါ့ဒါပေမဲ့လို့အကုန်လုံးလဲဝမ်းသာမနေနဲ့ဟုတ်လားဟိုတုန်းကဘုန်းကြီး၃၄ပါးကျောင်းပေါ်မှာထိုင်ပြီးတော့စကားတွေပြောနေတယ်ကျောင်းတကာနဲ့ကျောင်းမှာလည်းဘုန်းကြီးတွေနဲ့မတွေ့တာကြာလို့ဆိုပြီးတော့ကဲကျောင်းသွားကြအောင်ဟေးတို့ဆရာတော်ကြီးနဲ့လည်းမတွေ့တာကြာပြီဆိုတော့ကျောင်းအောင်နာဝင်ပြီးတော့နေုံတော်ရမတက်နဲ့ဘုန်းကြီးတွေတရားများထိုင်နေသလားမသိဘူးတော့ကြတရားမထိုင်နဲ့တရားထိုင်နေတို့အတွက်အနောက်ဆက်ပြောမယ်ဆိုအောက်ဝင်လိုက်တော့ဘုန်းကြီးတွေကတရားမထိုင်ကြဘူးအဲ့ဒီနေ့ကျမှရင်နှွေးတုံးနေနဲ့ရွာထဲကအကြောင်းပြောနေဟုတ်လားအဲ့တော့တအိမ်မိတိမ်ဘသူအင်ကဘသူကတော့ကွာဘလို့ကွာဘသူကဘာဘသူနဲ့ဘသူနဲ့ကဘာဖြစ်နေတာနဲ့ပြောနေတော့ကျောင်းတကာကြီးကမျက်နာလေးပြက်လာပြီးတော့ဒကမာကြီးကိုလက်ကုပ်တယ်မိမတို့ပြန်ကြရအောင်တဲ့ဟုတ်လားအဲ့တော့ဒကမာကြီးကဟင်ရှင်ယူနေတာဘုန်းကြီးနဲ့တွေ့ဖို့လာတာဘုန်းကြီးနဲ့မှမတွေ့ရတယ်ဘာကိစ္စပြန်ပါလဲအားလိုက်တာမိမရအပေါ်ကဘုန်းကြီးတွေရွာထဲကအကြောင်းတအိမ်မိတိမ်ပြောနေတာတို့အိမ်နာရောက်ခါနေပြီဟာခုလည်းပဲသိမပြောနဲ့ကိုအိမ်နာရောက်ခါနေပြီဟုတ်လားအဲ့တော့သာသမီလေးတွေကိုမိဘတွေကဒီလိုမျောလင့်သွားတာကိုအားလုံးကသတ်မှတ်လိုက်တော့သာသမီဝတ္တရားဆိုပြီးတော့မပြောဘူးလားမှန်ပါတယ်သာသမီတို့ရဲ့ဝတ္တရားဆိုရင်လေဒီစကားကမှန်တဲ့စကားပါပဲအေးမိဘနှစ်ပါးရဲ့ယင်တွေကအသေးတွေကမျောလင့်ချက်၅မျိုးဆိုရင်လေအလွန်ကိုမှန်တဲ့စကားပါပဲဟုတ်လားဒါဆိုရင်ပြိဿရဲ့လောကကြီးကတခါတခါမှအတက်ကြီးပေမဲ့ပြောင်းပြန်တွေ့ရတတ်တယ်တခါတခါပြောင်းပြန်ကြည့်ပေမဲ့အတက်ဖြစ်တတ်တာလည်းရှိတယ်သာသမီလေးတွေကမှန်ကန်ပြီးတော့မိဘတွေကဗလချဖြစ်နေတာလည်းမြောင်များစွာရှိတတ်တယ်မရှိဘူးလားရံပွဲစတော့မယ်ဟုတ်လားအဲ့တော့ပြိဿတချို့မိသားစုဘဝတွေမှာကျတို့ရွာတွေမှာလည်းရှိတယ်မြို့တွေမှာလည်းရှိတယ်သားလေးတွေသမီးလေးတွေကဘုန်းကြီးတွေနဲ့ယဉ်ကျေးအောင်ပေါင်းတခါတည်းဘာသာရေးစာပေတွေလိုက်စားစာအုပ်စာပေတွေဖတ်ပြီးတဲ့အခါကျတော့အသင်းအဖွဲ့လေးတွေဖွဲ့ဟုတ်လားဘာသာတရားနဲ့ယဉ်ကျေးမှုလုပ်ငန်းလေးတွေလုပ်နေပေမဲ့အိမ်ကမိဘနှစ်ပါးကတောင်ပြောမြောက်ပြောနဲ့ပေကက်ကက်နေတဲ့မိဘနှစ်ပါးရောမရှိဘူးလားပြိဿအများကြီးပဲဟုတ်လားတော်များများလည်းရှိတယ်အဲ့တော့ပြိဿစဉ်းစားကြည့်သာသမီလေးတွေကဘုရားကျောင်းကံကိုသွားမယ်ဘာသာရေးပွဲတွေမှာသွားမယ်ကာယကံကုသိုလ်တွေနဲ့ရအောင်ယူမယ်ဝစီကံကုသိုလ်တွေနဲ့အာရပါရနဲ့ခေကျွေးပြီးတော့တိုက်တွန်းနေမယ်အေးအဲ့ဒီလိုသာသမီလေးတွေကအာရပါရနဲ့ဘာသာသာသနာလုပ်ငန်းလိမ္မာစွာလုပ်နေပြီမဲ့တချို့အိမ်မကြံတဲ့အဖေကတဏီကိုမိုးလင်းကမိုးချုပ်ပါအလုံးမမလုံးလက်ဖက်ရည်ဆိုင်မှာထိုင်
TV ကလာတဲ့ဘောလုံးပွဲကိုပြိတ္တရေလောင်းတို့မနိုင်တာတစ်မျိုးလောင်းတို့နိုင်တာတစ်မျိုးအကုန်လုံးအချိန်ကံပေးပေးတေးတေးနေတဲ့အဖေကြီးတွေလည်းရှိတတ်ပါတယ်မရှိဘူးလားတချို့အမေတွေပို့ဆိုးသေးတယ်ထမင်းကိုကစောင်းတင်အတက်မဝဲဘူးတခါတည်းတရင်ဝင်ထွက်တယ်နံပါတ်ရှာနေတဲ့အမေတွေအများကြီးပဲမရှိဘူးလားသားသမီးကဖခင်เจ้าကရောက်နေပဲအိမ်ကအမေကမနဲ့9နာရီထမင်းမချက်ရတယ်ဘာဖြစ်လို့မနဲ့ထမင်းစားကနအတွက်နံပါတ်ရှာလို့ကောင်းတော့ရှိတယ်ဟုတ်လားအဲ့ဒီလိုမိဘတွေရောမရှိဘူးလားအဲ့တော့ပြိဿအဲ့ဒီလိုမိဘတွေရှိနေတဲ့အခါကျတော့မိဘတွေရဲ့နှလုံးသားမှာတကယ်တော့ကောက်ချက်ချလိုက်ရင်တရားတရားမရှိလို့ပဲဟုတ်လားဖယားကိုမယုံကြည်တာတရားကင်းလို့တရားကိုမယုံကြည်တာတရားကင်းလို့သံဃာကိုမယုံကြည်တာတရားကင်းလို့မိမိပြုလုပ်လိုက်တဲ့ကောင်းမှုကံသည်ကောင်းကျိုးကိုပေးမယ်မကောင်းတဲ့အကုသိုလ်ကံသည်မကောင်းကျိုးကိုပေးမယ်လို့ယုံကြည်မှုမရှိသေးတာသည်တရားမရှိလို့တဲ့တရားမရှိတဲ့မိဘနှစ်ပါးကဘာသာတရားကိုဥပေက္ခပြုနေပေမဲ့သာသမီလေးတွေကဘာသာတရားနဲ့အလွန်ကိုနီးကပ်နေတတ်တယ်ဒီတော့အဲ့ဒီလိုသားသမီးနဲ့မိဘကြားမှာပြဿနာဘယ်ကစလဲဆိုရင်အဲ့ဒီကကြတော့ပြောင်းမြန်သားသမီးကအဖေနဲ့အမေကိုအားမလို့အားမရဖြစ်ရတာရောမရှိဘူးလားအဲ့တော့အားမလို့အားမရဖြစ်ရင်းကနေသားသမီးလေးရပြန်ဟာဘီတို့မိတို့ကလည်းဗျာဘုန်းကြီးတွေကနေအစုံကလာပြီးတရားဟောတာခင်ဗျားတို့ကဒီတရားပွဲလေးတော့သွားမနာကြဘူးလားပထမတော့ပြည့်ပြည့်သားသားပြောတယ်နောက်ကြတော့တော့ကွာပြောမနေချင်ဘူးဘာဖြစ်မဲ့ဟာကြီးလည်းမသိပါဘူးဆိုပြီးတော့ပြိဿဝစီကံနဲ့လည်းပြစ်မှားမိတတ်တယ်ဟုတ်လားဒါကြောင့်အဲဒီလိုမိဘနဲ့များနေရတဲ့သားသမီးတွေပါခဲ့ရင်အဖေနဲ့အမေဘာကြီးပဲဖြစ်နေပါစေကာယကံနဲ့လည်းမပြင်းမပါနဲ့ဝစီကံနဲ့လည်းမပြောဆုံးမပြင်းမပါနဲ့မနောကံနဲ့လည်းမပြင်းမပါနဲ့မိဘနှစ်ပါးကလည်းသားသမီးလေးတွေရဲ့နှုတ်ပြားမှာသားသမီးလေးတွေရဲ့လက်မှာသားသမီးလေးတွေရဲ့စိတ်မှာအကုသိုလ်ကာယကံဝစီကံမနောကံတွေမလွန်ကျူးမိအောင်ပြုပြင်ပေးလိုက်ပါဟုတ်လားသားသမီးဟာသားသမီးပဲမိဘဟာမိဘပဲမိဘမကောင်းရင်မကောင်းတဲ့အကုသိုလ်ကသူ့ပဲအကျိုးပေးမှာသားသမီးကမကောင်းတဲ့မိဘကိုသွားစော်ကားရင်စော်ကားခွင့်ရှိသလားမရှိဘူးအဲ့တော့ညီငယ်ညီမငယ်တွေကိုမှားလိုက်မယ်အဲ့ဒီလိုမိဘနှစ်ပါးလေဖရာတရားတန်ခါယန္နာမြတ်သုံးပါးကိုဘာမှမယိုသေးမကိုင်းဆိုင်ဘူးဆိုရင်စိတ်လည်းမကောင်းမဖြစ်နဲ့အားလည်းမငယ်နဲ့ဝမ်းသာလိုက်စားငါကံကောင်းတဲ့သားသမီးတစ်ယောက်ပဲလို့အဲ့ဒီလိုဝမ်းသာလိုက်ပါဘာကြောင့်ကံကောင်းတဲ့သားသမီးဖြစ်ရတာလဲတကယ်လို့သာမိဘနှစ်ပါးကသာဘုရားတရားတန်ခါယန္နာမြတ်သုံးပါးနဲ့အမြဲတမ်းကုသိုလ်ရအောင်နေကိုကဘာမှပြုတ်ခွင့်တော့မှရနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မိဘနှစ်ပါးရဲ့နိုးဘိုးနဲ့ချွေးဘိုးကိုကြည်အောင်ဆက်တဲ့ဤကိုမြတ်စွာဘုရားကမိန့်တော်မူထားပါတယ်ကျွတ်တို့ငယ်ငယ်ကပြောဘူးတယ်မို့လားဟေးဟေးမိဘကျေးဇူးဆက်နော်မင်းတို့မိဘကျေးဇူးဆိုတာဘုရားတော်မှာနှုတ်တလုံးမှုပဲကြည်တယ်ဆိုတာမပြောဘူးလားဟုတ်သလားဘာလို့မဟုတ်တာလဲစဉ်းစားပြိဿတခါတခါမှမြန်မာနိုင်ငံမှာမဟုတ်တာတွေအမှန်ဖြစ်နေတာတွေအများကြီးပဲဒီမှာမြတ်စွာဘုရားကတခါတည်းဟောခဲ့တယ်အမေနှုတ်ဘိုးနဲ့အဖေချွေးဘိုးကိုမင်းတို့ကြည်အောင်ဆက်တဲ့ဤငါဘုရားပေးခဲ့မယ်ဆိုပြီးတော့ပေးခဲ့တယ်ဟုတ်လားဒါကြောင့်ခုနကတို့တရားနာပြိဿပေါင်းသူတော်ကောင်းတွေကိုသာသမီတွေကမိဘပြုရမယ်ဤဘယ်နှနည်းပေးခဲ့ပြီလဲ၅နည်းဆိုတော့ပြိဿလက်ချိုးလိုက်ဘယ်နှချောင်းပဲရမလဲလက်ကဘယ်နှချောင်းရှိလဲတို့ပရိသတ်ကိုဒီနေရာကနေ1000တန်က1ရွက်900တန်က1ရွက်2ရွက်ထောင်ပြမယ်ဘယ်အရွက်ယူမလဲလို့မင်းဘာပြောမလဲဩတော်လိုက်ကြတာ1000တန်ယူမယ်ဟုတ်လားကြိုက်လိုက်တာနော်ဘာဖြစ်လို့1000တန်ယူချင်တာလဲများလို့ဟာအဲ့ဒါဆိုအားကြမှာအဲ့ရနေပြီးတော့ငကတ်နဲ့ဘီးနဲ့ချုပ်ပြီးထောင်ပြကြဘယ်ဟာယူမလဲကျုပ်မေးကြည့်ပါလားဟမ်ဒကမာကြီးတွေလုံနေငကတ်ယူမလားဘီးယူမလားဆွဲကြိုးယူမလားထောင်ပြကြည့်လေကျုပ်ကတော့အကုန်လုံးယူမှာအဲ့တော့ပြိဿ90ရာခိုင်နှုန်းပဲရလို့အားငယ်မှာသလိုနောက်ထပ်90ရာခိုင်နှုန်းမြတ်စွာဘုရားကထပ်ပေးတယ်အာတတိတတ္တသမရယသမတပိတိနိဝေသေတိပဋိဋ္ဌာပိတိဘုရားတရားသံဃာယရဏမြတ်သုံးပါးတဲ့ကံကံရဲ့အကျိုးအပေါ်မှာယုံကြည်မှုတရားတရားမရှိသေးတဲ့မိဘနှစ်ပါးရဲ့နှလုံးသားကိုတရားတရားတွေတည်အောင်တရားတရားတွေခိုင်အောင်တရားတရားတွေမြဲအောင်အဲ့ဒီသားသမီးတွေပြုစုလိုက်မယ်လုပ်ပေးလိုက်မယ်ဆိုရင်အမေနိုဘိုးနဲ့အဖေချွေးဘိုးကြည်အောင်ဆက်နေတဲ့ပထမနီးနဲ့ဆက်နေတာဟော
အမေနိုဘိုးနဲ့အဖေချွေးဘိုးကြည်ကျင်နေဆိုရင်အမေတို့အဖေတို့ကိုဖယားကိုယုံကြည်အောင်ကြီးညိုအောင်တရားကိုယုံကြည်အောင်ကြီးညိုအောင်တန်ခါကိုယုံကြည်အောင်ကြီးညိုအောင်ပြုစုပေးပါတဲ့စောင့်ရှောက်ပေးပါအဲ့ဒါဆိုရင်သားကောင်းလိမ်မာသမီးပိတသွားပါပြီတဲ့ကဲပရိသတ်ကြီးအမေနဲ့အဖေကိုတရားတရားရှိအောင်လုပ်ရတာမလွယ်ဘူးလားလွယ်လွယ်လေးပဲပရိသတ်ကြီးလူတယောက်ဟာမိုက်နေတယ်ဆိုတာလည်းအမြဲတမ်းမရှိဘူးလိမ်မာနေတယ်ဆိုတာလည်းအမြဲတမ်းမရှိဘူးဟုတ်တယ်မလားအဲ့တော့မတိသေးလို့မကြည်ညိုတာရှိမယ်လေးလေးနက်နက်မတိသေးတဲ့မိဘနှစ်ပါးကိုလေးလေးနက်နက်သိအောင်တရားတွေဖွင့်ပေးတရားဝဲတွေကျင့်ပါပေးဟုတ်တယ်မလားတရားစာပေတွေများများလေးဝေဖတ်ပြီးအဲ့ဒါဆိုရင်မိဘနှစ်ပါးရဲ့စိတ်တွေကသဒ္ဒါဘက်ကိုရိုင်းလာမှာပဲဟုတ်လားဒါကြောင့်လူမှုကရုဏာသင်ညီငယ်ညီမငယ်တွေကတော့အမှန်တော်တော်ဟုတ်တာသူတို့ကအကုန်ဘက်ပေါင်းစုံတဲ့ကိုမကွေးမျိုးကြီးကိုကောင်းကျိုးပြုနေတာဟုတ်လားဒီတော့ပြောချင်တာကမိဘနှစ်ပါးရဲ့နှလုံးသားထဲမှာဖရာတရားတန်ခါယန္နာသုံးပါးနဲ့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တတ်တဲ့သရာတည်သွားပြီဆိုရင်အဲ့ဒီသားသမီးဟာအမေနို့ဘိုးနဲ့အဖေချွေးဘိုးကိုကြည်အောင်ဆက်လိုက်တာပဲဟုတ်တယ်မလားဒီတော့ခတ်တယ်လားမခတ်ဘူးနောက်ထပ်ကြံသေးတယ်သားသမီးလေးတွေကအရွယ်ရောက်လာပြီမဲ့အသိဉာဏ်ရင်းလာတော့တောက်ရစာရမှမသိအေးကအဖေကပရိသတ်ရေရွာသားဆိုရင်လည်းထမင်းအောက်ကမထွက်တဲ့အဖေတွေအများကြီးရှိသေးတယ်မြို့သားဆိုရင်လည်းဘီယာဆိုင်ကနေမပြန်လာတဲ့အဖေတွေအများကြီးရှိသေးတယ်မရှိဘူးလားတာကြီးတွေသမီးကြီးတွေအပြိုလူပြိုဖြစ်လို့တက္ကသိုလ်ကျောင်းသူကျောင်းသားကြီးတွေဖြစ်နေတဲ့အထိတောက်လို့ကောင်းလို့ဆိုတဲ့အဖေတွေမရှိဘူးလားကဲဝမ်းထဲစရာမကောင်းဘူးလားအဲ့တော့ပရိသတ်လူဟာရှက်တတ်တဲ့အရွယ်ရောက်လာရင်ရှက်ရမ်းရမ်းတတ်တယ်ဆိုတာမရှိဘူးလားဒီတော့သားသမီးလေးတွေကတငယ်ချင်းအပေါင်းအသင်းကြားမှာကိုယ့်အဖေကရတမားကြီးလို့ပြောခံရရင်ဘယ်သားသမီးခုံယူခြင်းမလဲယူခြင်းမလားဒါကြောင့်အဲ့ဒီလိုမိဘနှစ်ပါးပါရင်လည်းမိဘနှစ်ပါးကပြန်လိုက်ပါသားငယ်သမီးငယ်တွေကလည်းမိဘနှစ်ပါးကိုချင်းသီလမကောင်းမှုဆိုရင်အပြစ်တွေတင်ပြီးတော့အချိန်နဲ့မဖြုံးကြပါနဲ့သီလမပြည့်စုံတဲ့မိဘနှစ်ပါးကိုသီလပြည့်စုံအောင်စောင့်ရှောက်ထိန်းသိမ်းလိုက်ခြင်းဟာဒုတိယအမေနို့ဘိုးနဲ့အဖေချွေးဘိုးကိုအခြေဆက်တဲ့နည်းပဲတဲ့ဟုတ်လားအလုံးစုံတို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေမြတ်စွာဘုရားလက်ထက်တော်ကာလတုန်းကအမ္ဘပါဠိထေရီမာကြီးဆိုတာကြားဘူးတယ်မို့လားဘယ်လိုကြားဘူးတာလဲမကွေးသူလားဟမ်အမ္ဘပါဠိထေရီမာကြီးဆိုတာပရိသတ်ကြီးငယ်ငယ်ရွယ်16 19 18 25နှစ်လောက်အထိအလွန်လှတဲ့အရွယ်မှာပြည်တန်စာမာကြီးဖြစ်ခဲ့တယ်။ဘာဖြစ်ခဲ့လဲ။ပြည်တန်စာမာကြီးဖြစ်ခဲ့တယ်။အံ့ဩစရာကောင်းလိုက်တာအလှအပကိုအရင်ပြပြီးတော့ပြည်တန်စာလှုပ်လာတဲ့အဲ့ဒီအမ္ဘပါဠိထေရီမာကြီးဟာအသက်50ကျော်60ဝန်းကျင်ရောက်တော့သာယဟန္တာရဲ့ဟောကြားတဲ့တရားကိုနာပြပြီးတော့မှသာသနာပေါင်းကိုဝင်ပြီးတော့ယဟန်ပြုလိုက်တာကိလေသာကင်းတဲ့ယဟန္တာထေရီမာကြီးဖြစ်သွားတယ်။ဟုတ်လား။ကဲအမေကပြည်တန်စာသားကယဟန္တာသားကသာဟာငါအမေပြည်တန်စာကြီးငါအဖက်လို့မဖြစ်ဘူးငါကယဟန္တာပဲဆိုပေါ့ပေါ့ရော့ရော့တောင်းမဲ့နေနိုင်မယ်ဆိုရင်သားယဟန်လည်းအမွေခံမထိုက်တယ်လို့ပြိဿကြီးဟောဒီမှာအမေဖြစ်တဲ့ပုဂ္ဂိုလ်ရောတန်ဖိုးကြီးမားတဲ့တရားကိုရပါမလားအဲ့ဒါပဲအမေသီလပြတ်တာသီလပြတ်တာဒကန္နာပဲသားသမီးလုပ်ပေးရမယ်တောင်းဟာသားသမီးတောင်းအောင်မယ်ဟုတ်တယ်မလားဒါရောအလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေကိုအာလုံးသိကြတဲ့ဇာကြောင်းလေးတစ်ခုပြောပြရစေအရှင်သာရိပုတ္တရာကြီးဆိုတာဒုပရိသတ်ကြားဘူးတယ်မို့လားဟောကြားဘူးမှဖြစ်မှာမို့အဲ့ဒါမှမကြားဘူးလေမေဇိမကိုကြီးဆိုတိမဟုတ်တိမမဟုတ်တော့အဲ့တော့အရှင်သာရိပုတ္တရာကြီးပြိဋိနိဗ္ဗာန်စံတော့ဘယ်မှာစံလဲကဲဆရာလေးတရားကြည်ကြည်ပြောလေခင်ဗျားတို့ပဲသိတယ်လူပါမှာဘသူအိမ်မှာပြိဋိနိဗ္ဗာန်စံလဲအမေအိဟုတ်လားတိုင်းပြည်ကရှင်မင်းလေးကိုးကွယ်တော်မူနေတဲ့ရှင်သာရိပုတ္တရာမြတ်စွာဘုရားရဲ့သာသနာမှာလက်ရရပညာအရာဣတရရတော်မူတဲ့အရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံဖို့ရရပ်ပိုင်းသာကြံတော့တဲ့အချိန်အမေကိုပြန်ပြီးသတိရလိုက်တော့သာသမီ9ယောက်ယဟန္တာတွေရဲ့အမေသာရိပုဏ္ဏိမကြီးဟာဗုဒ္ဓဘာသာမဖြစ်သေးဘူးတဲ့ဟုတ်လားဒီတော့ပရိသတ်ကြီးစဉ်းစားကြည့်နော်အမေဗုဒ္ဓဘာသာမဖြစ်သေးဘူးအမေဟာဘယ်မှာနေလဲဟိုတောကျုံအောင်ကြားကနာလကဆိုတဲ့ရွာငယ်လေးမှာနေတာဒီတော့ရှင်မေကိုယ်ွယ်ခံရတဲ့ငါဟာအမေစီသွားမနေတော့ဘူးဆိုတဲ့စိတ်ဓာတ်လည်းထားလို့မရဘူး။အော်ကြည်စမ်း
ငါတို့သားသမီး9ယောက်ကယဟန္တာထေရီတွေထေရီမာကြီးတွေဖြစ်နေကြပြီမဲ့ငါတို့ရဲ့အမေတဲ့မြတ်စွာဘုရားရဲ့သာသနာမှာတရားတရားလေးတောင်မှမပေါ်သေးပါလားဒီတော့အမွေခံမထိုက်တဲ့သားသမီးတွေမှာငါတို့ပါသွားလိမ့်မယ်အမေကိုနောက်ဆုံးကျေးဇူးဆက်တဲ့အနေနဲ့ငါတရားဟောဖို့ပြန်ရမယ်တဲ့သွေးအန်တဲ့ယောဂတန်းလန်ကြီးနဲ့အမေရဲ့အိမ်ကိုပြန်တရားမရှိသေးတဲ့အမေကိုတရားတရားတွေရှိအောင်သွေးအန်တဲ့ယောဂတန်းလန်နဲ့ဟောကြားလိုက်တာတဆင်ပြီးတဆင်အမေနှလုံးသားထဲမှာတရားသီလစာကပညာဒီတရားတွေကိန်းသွားပြီဆိုမှအမေဗုဒ္ဓဘာသာစင်စစ်ဧကံဖြစ်ပြီဆိုတဲ့အချိန်ညမှာအရှင်သာရိပုတ္တရာကြီးအမေဘေးမှာပဲပြိဋိဘံစံတော်မူတာဟုတ်လားဒီတော့အရှင်သာရိပုတ္တရာလို့မထေရမြတ်ကြီးတောင်မှပြိဋ္ဌအမေကျေးဇူးကိုမဆက်ဖဲနဲ့ပြိဋိဘံစံရလားအရှင်သာရိပုတ္တရာရဲ့ကောင်းခွက်တွေနဲ့ဟောပေးလိုက်တဲ့ကျေးဇူးဆက်တရားဟာအမေနှလုံးသားမှာတရားတွေခိုင်သွားတယ်သီလတွေခိုင်သွားတယ်ဟုတ်လားဒါကြောင့်သာသမီဟာသာသမီပဲသာသမီဟာမိဘကိုပြစ်မှားခွင့်ရှိသလားမရှိဘူးနံပါတ်1နဲ့2ပြိဿဘယ်နေရာမှာရေးရေး1ဟာ100ရဲ့နောက်မှာရေးရင်ရောဘာဖတ်မလဲ1ပဲ2ရဲ့နောက်မှာရေးရင်ရော9ရဲ့နောက်မှာရေးရင်ရော1ဟာ1ပဲဟုတ်လားသာသမီကဆရာဝန်ဖြစ်ပါစေအင်ဂျင်နီယာဖြစ်ပါစေဗိုလ်ချုပ်ကြီးဖြစ်ပါစေသာသနာပိုင်ဆရာတော်ကြီးပဲဖြစ်ပါစေအေးအဲ့ဒီသားကိုမွေးဖွားလိုက်တာဘသူလဲဆိုတဲ့သမိုင်းကြောင့်ကဘယ်တော့မှဖြောက်လို့မရပါဟုတ်လားဒါကြောင့်ကိုတော်ခြင်းသလောက်တော်တက်ခြင်းသလောက်တက်အဖေနဲ့အမေဟာတစ်ပါပဲတဲ့နှစ်နေရာသွားထားလို့မရပါဘူးဟုတ်လားဒါကြောင့်အမေနိုးဘုန်းနဲ့အဖေကျွေးဖို့ကိုကြည်အောင်ဆက်ခြင်းတဲ့သာသမီမှန်ရင်သီလမရှိသေးတဲ့မိဘနှစ်ပါးကိုသီလပြည့်စုံအောင်ကြိုးစားပြီးတော့စွမ်းဆောင်ပါအမေနဲ့အဖေရဲ့နှလုံးသားမှာသီလတွေတည်ပါစေသီလတွေခိုင်ပါစေသီလတွေမြဲပါစေခုနကပြောတဲ့တရားနဲ့သီလနှစ်ချက်ပေါင်းရင်လေအမေနိုးဖို့နဲ့အဖေချွေဖို့ကိုကြည်အောင်ဆိုင်နေရရောက်တဲ့သာသမီပါဟုတ်လားနံပါတ်3အမေနိုးဖို့အဖေချွေဖို့ကြည်အောင်ဆက်တဲ့သာသမီကြတော့ဘာလဲဆိုရင်မေစရိစာကသံဗရာယသမဒပိတိနိဝေသေတိပဋိဋ္ဌာပိတိတဲ့တချို့မိဘတွေအဖိုးကြီးတွေအဖွားကြီးတွေလှူရတန်းရပေးကမ်းရမှာကစီမနေဘူးလားလှူရတန်းရမှာကစီသိမ့်နေတယ်ဘာဖြစ်လို့လဲရှေးကဖြစ်လာတဲ့မိဘတွေဆိုတော့ရှားရဖွေရတဲ့ဒုက္ခသိတဲ့အခါကြစ်ကြစ်ပါအောင်ဆိုးပြီးတော့ထုတ်ထားတာလှူဖို့တန်းဖို့များပြောလို့ရှိရင်ပြိဿသိတ်ကိုလက်မခံဘူးဟုတ်လားအဲ့တော့အဲ့ဒီလိုအတူနေရတဲ့သားသမီးတွေကကိုယ့်မိဘနှစ်ပါးကိုလေအဲ့ဒီအကျင့်စရိုက်တွေပြန်သွားအောင်ဒါနလမ်းကြောင်းတွေဖွင့်ပေးရတယ်ဟုတ်လားဟောဒီမှာကရုဏာအသင်းကဘာတွေလုပ်နေလဲအခုတော်တော်များသွားပြီကြုတ်ဖတ်ကြည့်တာဖတ်လို့တော့မပြီးသေးဘူးတရားဝဲမှာပင့်လို့လိုက်လာရတာဟုတ်လားဒီတော့တခါတည်းနာရေးကူညီမှုတဲ့လှုပ်လာလိုက်တာအောက်ဆီဂျင်ဘူးလူသားတွေအခုဆေးရုံနဲ့လုံအောင်မယ်နောက်ထပ်လည်းလှူစရာတို့သူတို့မှတန်းစီပြီးတော့စီမံကိန်းတွေဆွဲထားတာပြိဿကစီးနေတဲ့မိဘနှစ်ပါးကိုမတိကြအောင်ဆောင်ပြီးတော့ပြစ်မထားရဘူးဟုတ်လားလက်ကလေးတို့1000များတဲ့ထင်တဲ့အဖေနဲ့တွေ့ရင်1000ကိုတန်းအမှုမခံရဘူးအဖေကရုဏာအသင်းကလေအောက်ဆီဂျင်ဘူးတွေလှူနေတယ်ဆေးပေးကန်းနဲ့လုံးမာတဲ့အဖေ1000လိုက်လှူလိုက်ပါလားဟော1000ထွက်လာပြီနောက်တစ်လလောက်ကြာရင်သူတို့စီမံကိန်းထဲမှာဘာတွေပေါ်ပြန်ပြီ1000လောက်လှူလိုက်ပါလားဟော1000နဲ့ပြောတော့10ကပြည့်တော့1000အဲ့ဒီလိုတဆင်းပြီးတဆင်းသွား1000 10ကပြောတော့တသိန်းမိဘနှစ်ပါးရဲ့တရားတရားကိုလက်တွေ့နဲ့ပြပြီးတော့ခေါ်ရင်မိဘနှစ်ပါးတိုင်းပါပါတယ်ဟုတ်လားမမြင်ရသေးတဲ့ဟိုဘယ်နိုင်ငံမှာဘာကြီးလုပ်နေတယ်လှူပါလားဆိုတော့အစာတွေကကစီနေတဲ့လူဘယ်လှူလိုက်မလဲမြင်နေရတဲ့ဟောဒီမှာမကွေးမျိုးကကရုဏာအသင်းပြိဿအဝေးကြီးမဟုတ်ဘူးလုပ်နေတဲ့လုပ်ငန်းတွေအများကြီးမရှိဘူးလားတခုရင်လက်ညှိုးထိုးပြပြီးတော့အဖေတို့မေတို့လှူပါလားအဖေတို့မေတို့ရှာထားတာတွေဘာလို့မှလည်းတည်သွားရင်ကိုယ်တော့ပါမှမဟုတ်ဘူးကျမတို့ကလည်းဝိုင်းဝန်းတာတို့ခေါ်နေတာပေါ့ရေစက်ချတာမြင်နေတာပေါ့ဒါပြောလိုက်စမ်းမအောင်မလေးလှူမှာပါဟုတ်လားအဲ့တော့ပရိသတ်သားသမီးကအစည်းအရုံးကောင်းမှလည်းမိဘကပါတာအဲ့တော့သားသမီးကလည်းငြိမ်ပြီးမိတ်မနေမလွင်တဲ့နေပေါ့သင်ရင်တို့အမွေတွေအများကြီးရတာပေါ့ဟုတ်လားအဲ့ဒီလိုလည်းကြိတ်မနေရဘူးဟုတ်လားအဲ့တော့သားသမီးနဲ့မိဘစီယုံရေးကောင်းတဲ့နီးလေးတနည်းပေးခဲ့ရအောင်မလားကျုပ်ရဟန်းမတရားကျုပ်နဲ့အသက်အတူတူပဲသူကရဟန်းခန္ဓာလို့ရဟန်းမပြောတာဖုံဖုံရေးတဲ့ပိဋကတ်သုံးဖို့လှူကျင်လို့တဲ့လှူမောလို့ဟ
ပြီးတော့ပါဠိတော်ထာဂရတိကဗီဒီယိုအစုံဆိုရင်ခုဆိုရင်8 သိန်းလောက်ရတယ်ဆိုမလီကြပါစေတဲ့လှူမှာတဲ့အဖေတို့အမေတို့အတွက်ကိုလှူပေးကျင်တာတဲ့လှူပေးဆိုပြီးလှူလိုက်ဟုတ်လား8 သိန်းခွဲလောက်ကြာလဲကြာတော့သူကရေစက်ချတဲ့နေ့ကျတော့ဘုံဘုံတော်တဲ့ရေစက်ချတဲ့နေ့ကျရင်အဖေတို့အမေတို့ရှိကြရင်3 သိန်းပဲကုန်တယ်လို့ပြောနော်တဲ့ဟာလောကကြီးကနေတမျိုးကြီးပါလားလို့သူများတွေက3 သိန်းလူပြီးတော့30ကျွားကျင်တာလို့နေ့ညမှာ8 သိန်းခွဲကုန်တဲ့လူ3 သိန်းပဲရေစက်ချရမယ်ဆိုမဟုတ်သေးပါဘူးမဟုတ်ဘူးဘုံနဲ့အဖေအကြောင်းနဲ့သိတဲ့အတိုင်းပဲသူက3 သိန်းအထိဆိုရင်ပြုံလေးနဲ့လှူတယ်တဲ့3 သိန်းကျော်သွားရင်မကျင်တတ်ချင်ဘူးတဲ့အဲ့တော့ကဲမထူးဘူးတို့မောင်နှမပေါင်းပြီးတော့မုတ္တဝါဒကံလေးလွန်ကျူးလိုက်ကြတာဗောဆိုလားအဲ့ဒါကျုပ်ကအလူလာတဲ့နေ့ကျတော့ဒကာကြီးပြောဒကာကြီးဒီမှာကောင်းမှုရှင်ထိုးထားတာတွေ့လားဟာတပည့်တော်ကောင်းမှုရှင်ဘသူလှူထားလဲဒကာကြီးသမီးလှူထားတာလို့ဒကာကြီးအဲ့ဗီဒီယိုရောစာအုပ်တွေရောအကုန်လုံးဝမ်းဆက်မှာ3 သိန်းပဲကြားတယ်ဆိုတော့အဲ့တော့ပြိဿကြီး तू ကသဘောတွေကြားနေတာအဲ့တော့လေကဲအဖေရေစက်ချတော့ရောပြုံကြီးနဲ့ပြီးမသွားဘူးလားသာသမီလိန်မှာတော့အဖေလည်းပဲပြုံးတယ်အဲ့တော့တို့မကွေးမျိုးကဒကာဒကမတွေအဖေတို့အမေတို့ဟုတ်လား10 သိန်းလောက်တူပြီးတော့1 သိန်းလောက်ရေစက်ချတာလိုချင်လည်းကျုပ်နဲ့ညှိကျင်လာခဲ့ပါဟုတ်လားခွင်ကြည့်လို့ရပါတယ်ဟုတ်လားဟောကျုပ်တော့မဟုတ်ပါဘူးနိုင်ရေးကုညီမှုအသင်းတော့ပါကရုဏာရှင်များအသင်းကိုလူချင်းပြောတာပါဟုတ်လားအဲ့တော့ဘာပဲပြောပြိဿကြီးသာသမီပါနှပ်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်ကျုပ်တို့ယဉ်ကျေးတဲ့ဒကာကြီးတယောက်ရှိတယ်ဟိုးမှနေတာကောညံကုန်းမှနေတာသူ့အိမ်သွားရင်လေဒကာကြီးလမ်းစိတ်ပြတ်နေလို့ငွေ2000လောက်တော့ကျုပ်ချီးလိုက်ပါအောင်လှူလိုက်ပါအောင်ဆိုရင်လှည့်မကြည့်တော့အဲ့တော့သာသမီတွေဖုံဖုံနဲ့အားလိုက်တော့တဲ့ဆာလူခံလိုက်တယ်ပြီးတော့မှဆိုင်းဖြောလိုက်ရတာပဲတဲ့ဟုတ်လားသူ့အိမ်မှာဆိုင်းတယ်အများကြီးဒကာကြီးတို့စီမှာစားတဲ့ဆန်အဆင်ပြေတယ်ဗျာအကြောင်းရောင်းတယ်ဘယ်လိုလုပ်စားမှမသိဘူးဒီဆန်လေးများအကြောင်းလှူလိုက်တော့အာ2 အိတ်လှူလိုက်မယ်ကိုတော့2 အိတ်လှူလိုက်မယ်ဘာရမလဲအဲ့ဒီနေ့သင်္ဘောစိတ်မှာပဲထားခဲ့လိုက်တာဟုတ်လားဈေးကအဲ့မှာနေရတယ်အဲ့တခါကျတော့ပြိဿကြီးလူကြီးတွေကပါကြံဖန်ပြီးတော့ကစီနေတာသူတိုင်းနေမှာတိုင်းတာအဲ့တော့ငွေဆိုရင်မထိနဲ့မရဘူးရွှေဆိုရင်မထိနဲ့မရဘူးဆန်ကြတော့ရတယ်စီကြတော့ရတယ်အဲ့ဒါမနေ့ကညာစီနဲ့ဟောဆိုလည်းဟောပေးမယ်ဟုတ်လားဟုတ်လားအဲ့တော့ဒုပရိသစဉ်းစားတော့နှမျောတွန့်တင်နေတဲ့မိဘနှစ်ပါးကိုပေးကမ်းအောင်လှူဒန်းအောင်စွမ်းဆောင်လိုက်အဲ့ဒီသားသမီးဒီအမေနှုတ်ဝန်းနဲ့အဖေချွေးဖို့ကိုအကျေဆက်နေတဲ့နံပါတ်3နီးကိုပိုင်အောင်လုပ်နေတာဟုတ်လားဒုပင်ကြီးပညာသဗ္ဗရာယသမာဓပေတိနိဝေသေတိပဋိဋ္ဌာပေတိအေးမိဘရဲ့နှုတ်ဝန်းနဲ့ချွေးဖို့ကိုကြည်အောင်ဆက်ခြင်းနဲ့ဆိုရင်တော့ပြိဿရဲ့နံပါတ်4နီးကပါလဲဆိုရင်ပညာမတတ်သေးတဲ့မိဘနှစ်ပါးကိုပညာဓာတ်ကြီးဖြစ်အောင်ကြိုးစားပေးပါပြိဿအမေနှုတ်ဝန်းနဲ့အဖေချွေးဖို့အကျေဆက်တဲ့နီးနောက်ဆုံးနီးသည်ပညာမတတ်သေးတဲ့မိဘနှစ်ပါးကိုမလုပ်ပေးရမလဲပညာသင်ပေးရမှာဘာပညာသင်ပေးမလဲ ABC သင်ပေးမှာဟမ်ပြိဿပညာနဲ့ပြောနေတာလောကီပညာလောကုတ္တရာပညာမရှိဘူးလားဒီအဖေနဲ့အမေသွားပြီးခုကြမှာအာသုံးလုံးသင်လို့ရပါအောင်မလား ABC သင်လို့ရပါအောင်မလားမသင်နဲ့တော့ဟုတ်လားဟောဒီဘဝမှာတတ်သမျှပညာတွေဘလောက်ပင်တတ်ပါစေဘလောက်ပင်တော်ပါစေဝေဒုဂုံတို့ဒီဂရီတွေပရိသတ်ရဲ့ဘလောက်ပင်များပါစေတဘဝတဏ္ဍစာတော်မှမနှဲကိုဝါအောင်ရှာရတာပါဟုတ်တယ်မို့လားကဲများတို့ရတဲ့ BA BSc ပွဲရှာမနေဘူးလားတလားကိုကျွေးမနေအောင်မနဲ့စားမနေအောင်လားအဲ့တော့ပြိဿဒါကြီးကိုပညာကြီးပဲအစစ်ကြီးပဲဆိုကင်ဆုပ်မာနတွေတက်မနေနဲ့မစ္စည်းမကိုကြီးဒေါက်တာဘဏ္ဍဘွဲ့ရပြိဿအမေဘဏ္ဍဘွဲ့ရမဟောပဲနဲ့ရပါမလားဟောရတာပဲဟုတ်လားဟောမှပဲအလုပ်ဖြစ်တာဟုတ်ဒီတော့ဘုန်းကြီးလည်းပဲဘွဲ့ရတော့လဲဟောမှအလုပ်ဖြစ်တာလူလည်းပဲဘွဲ့ရလဲအလုပ်လုံးမှစားရတာပဲဒီတော့ဒီပညာကိုပညာအစစ်လို့ပြောလို့ရပါမလားသို့တော့လောကအနေနဲ့ဆိုရင်မပြည့်စုံလို့ရပါမလားသို့တော့ပြိဿဒီလောက်နဲ့ယက်ထားလို့မပြီးဘူးအမေတို့အဖေတို့ရဲ့ယုတ်တရားနာတရားမှာဝိပဿနာတရားမှာမရှုပွားသေးရင်ဝိပဿနာဉာဏ်ဆိုတာလဲနှလုံးသားထဲမှာပေါ်လာမှာမဟုတ်ပါဘူးအဲဒီကတစ်ဆင့်မြင်အောင်ကျင့်လိုက်တဲ့မဉဏ်ဘုံဉာဏ်ပညာဆိုတာလဲမိဘနှစ်ပါးရဲ့အသိဉာဏ်ထဲမှာတွေ့မှာမဟုတ်ပါဘူးတဲ့ဒါကြောင့်အဖေတို့အမေတို့ရဲ့နှလုံးသားမှာဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်တရားကောင်းတွေတွေ့ဖို့ရန်အတွက်မိဘနှစ်ပါးကိုတရားအားထုတ်နိုင်အောင်စီစဉ်ပေးပါဟုတ်လားမိဘနှစ်ပါးကိုတရားအားထုတ်နိုင်အောင်တရားတွေနာနိုင်အောင်တရားသူတရားမြတ်တွေရအောင်ကြိုးစားပေးလိုက်တဲ့သာသမီမ
မိဘနှစ်ပါးရဲ့နှလုံးသားမှာတရားတွေတည်သွားပြီခိုင်သွားပြီဆိုရင်အဲ့ဒါအမေလိုဖို့နဲ့အဖေချွေးဖို့ကိုကြည်အောင်ဆက်လိုက်တဲ့သာသမီပြီးသားသွားပြီတဲ့ကဲတို့တရားနာပရိသတ်တွေအမေနဲ့အဖေကိုတရားစခန်းဘယ်နှခါပို့ပြီးပြီလဲလူ1000ကျော်လောက်ကဖြန်တော့မဖြစ်ဘူးအမေနဲ့အဖေကိုလည်းတရားစခန်းတခါမှမပို့သေးပါဘူးတပည့်တော်တို့ကလည်းမသေးသေးဘူးထင်လို့သွားဖို့တောင်မစင်စားသေးပါဘူးဟုတ်လားအဲ့တော့ပြိဿစဉ်းစားနော်မိဘနှစ်ပါးရဲ့ဘဝဟာကိုယ့်ကိုလူလားမြောင်အောင်လှုပ်ကြွေးခဲ့ပြီးပညာတတ်အောင်သင်ပေးခဲ့ပြီးအိမ်တော်ရသားတွေချပေးခဲ့ပြီး60ကျော်လာတဲ့အမေနဲ့အဖေရဲ့ဘဝမှာဘဝတန်တရာခရီးအတွက်အမြဲဆုံးဖြစ်တဲ့ဝိပဿနာတရားလေးမှာအာထုတ်ခွင့်ရမသွားဘူးအာထုတ်ခွင့်ရအောင်စီစဉ်မပေးလိုက်နိုင်ဘူးဆိုရင်ပြိဿအမေအဖေသေးလို့ငုန်းနေတာအလကားပဲဟုတ်တယ်မလားဒါကြောင့်မိဘနှစ်ပါးရဲ့နှလုံးသားမှာတရားတရားမရှိရင်တရားတရားတွေတည်လာအောင်သီလတွေမရှိရင်သီလတွေပြည့်စုံလာအောင်ပေးကမ်းစွန့်ကြဲတဲ့စိတ်ဓာတ်တွေမပေါ်ရင်ပေးကမ်းစွန့်ကြဲခြင်းလာအောင်ဝိပဿနာတရားတွေအာမထုတ်ခြင်းသေးရင်ဝိပဿနာတရားတွေအာထုတ်ဖြစ်အောင်ကြိုးစားပေးမယ်ဆိုရင်နဲ့အမေနိုဘိုးနဲ့အဖေချွေးဘိုးကိုကြည်အောင်ဆက်လိုက်တဲ့သာသမီပြီးသားပါပြီဟုတ်လားဘေကဝေပရိသတ်လေးပါးจิตသားจิตသမီးတို့ဣဒဝတ္တဤမြတ်သောတည်မြဲခြင်းခိုင်မြဲခြင်းတို့ဖြင့်မာတာပိတရံမိဘနှစ်ပါးတို့ရဲ့အပေါ်မှာဝါမိဘနှစ်ပါးတို့ကိုဟောကတေစာကျေးဇူးတွေပြန်လဲပေးဆက်ပြည့်တည်လဲဟောတိဖြစ်ပါပေပฏิကတေစာမိဘနှစ်ပါးရဲ့ကျေးဇူးတွေကိုအတုတ်တပံပြန်လဲပေးဆက်ပြည့်တည်လဲဟောတိဖြစ်ပါပေဣတိသောဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဟောစာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပရိသတ်ကြီးကျမ်းဖန်ပြီးသာဓုခေါ်လိုက်ရတာဟုတ်လားဘယ်နှချက်ပြီးသွားပြီလဲဘယ်နှချက်ပြီးသွားပြီလဲစောစောဘယ်နှချက်ပြီးသွားပြီလဲနှစ်ခုပေါင်းတော့အတိတ်ပြီးတာမဟုတ်ဘူးနော်တကယ်ဖျားစုပြောတာဟုတ်လားမိဘနှစ်ပါးရဲ့အပေါ်မှာမျောလင့်နေတဲ့မျောလင့်ချက်ကိုပစ္စည်းနဲ့ကျေစုပေးဆက်လိုက်မယ်မိဘနှစ်ပါးရဲ့အပေါ်မှာတရားသီလစာကပညာတွေခိုင်မြဲအောင်ကြိုးစားလိုက်မယ်ဆိုရင်အဲ့ဒီသာသမီအမေနဲ့အဖေကိုပစ္စည်းနဲ့လည်းကျေစုပေးဆက်ရရောက်တယ်တရားဓမ္မနဲ့လည်းကျေစုပေးဆက်ရရောက်ပါတယ်ဟုတ်လားပြိဿတော်လူတအုပ်ကြီးအကျယ်ကြီးဆိုမယ်သာဓုခေါ်တာကြတော့မော်လမြိုင်လောက်မကျယ်ဘူးသာဓုကြည်ရတာဟင်းမကောင်းမဲနဲ့စားလာပုံရတာကျုပ်တို့ကဘုန်းကြီးတွေကလေတရားဘလောက်ရှိကြီးပိဋကတ်များရင်မမောဘူးသာဓုတန်တာကျယ်လိုက်မယ်ဆိုရင်ပလင်ပေါ်မှာမြောက်ကြွနေသလားအောင်မရတယ်အဲ့ဒီလိုအရသာရှိတာပိဋကတ်ကသာဓုတန်တိုးလေးဆိုဩငါတရားရှိလို့များစိတ်ကုန်ကြပြီလားမသိဘူးလို့အောင်းမေ့ပြီးတော့ရှေ့ဘာလို့ရမှမသိဘူးဖြစ်နေတာပိဋကတ်ကစိတ်ကုန်သွားပြီလားတဏှာကြီးတော့မခွဲသေးပါဘူးဟုတ်လားအဲ့တော့ပရိသတ်ကကြဲကြဲလေးသာဓုမရောရင်ပလင်ပေါ်ဘုန်းကြီးကအမောဖောက်လာပြီးတော့ဆင်းပြေခြင်းစိတ်ပေါက်လာတာ3နာရီဆိုမှတနာရီခွင်းနဲ့ပြန်သွားလိုက်ပါဟုတ်လားအဲ့တော့အယောကောင်းမှအမောတတ်တာဟုတ်လားခင်ဗျားတို့ကဒါမကွေးမြို့ပေါ်မလို့လားမလို့ကျွတ်တို့ဝမ်းနဲ့မြို့လေကျွတ်တို့ရွာတွေမှာတရားဟောရင်ဒါအကြီးဖို့ကောင်းတာဟုတ်လားဟာဘာတွေပါလာလဲမလဲပဲရှိတဲ့လူကပဲတောင်းလိုက်ရှေ့မှာချတာဘုန်းကြီးရှိမှာကပဲတောင်းနေဆန်တောင်းနေကြက်သွန်တောင်းနေရှိတာတဲ့ကိုငွေဥသီးတွေရောအကုန်လုံးယူချတာဆန်တောင်းနေရောအဲ့တော့ကျွတ်တို့ဒေသမှာပြောပါတယ်ဒကမာကြီးတယောက်ကတရားပွဲကျင်းပတာဥဆောင်တာပေါ့လေကဲညကြရင်လာခဲ့ကြအောင်ဘာတိန်ထောတွင်ဝင်ထွက်မိုးလင်းရတဲ့တေဝါလုံးပတ်ပြီးတော့စီယုံလိုက်တာပြိဿရဲ့ညတရားပွဲတာရောက်သွားတယ်သူအိမ်မပြန်သေးဘူးအဲ့တော့တရားပွဲအချိန်လေးရောက်ရွာတွေကလာကြတာပေါ့ဆန်တောင်းစီတောင်းပဲတောင်းငရုတ်ဒီသူ့ဟာနဲ့သူတောင်းလေးတွေနဲ့လာကြတာပြီးတဲ့အခါကျမှခောဘကဘာလို့လဲဆန်အောင်ဆန်ရင်ပဲကိုပဲရင်ငရုတ်ချင်းကြက်သွန်ကျက်ရောပြီးအိတ်တွေပိုင်းနဲ့ထက်ပြီးတော့မှကားပေါ်တင်ပေးလိုက်ရတာဟုတ်လားအဲ့တော့ဒကမာကြီးကတရားပွဲလဲစအောင်သူရှေ့စောနေတရားနာတနေ့အကုန်လုံးသူကလည်းပင်ပန်းထားတော့စိတ်ကလည်းပြင်းနေတဲ့အခါဘုန်းကြီးကိုကြည့်ဟုတ်လားဘုန်းကြီးကလည်းအဲ့ဒီနေသူ့တရားသူမှန်မှန်ဟောတာပါပဲဟောနေတဲ့အချိန်ကျမှဒကမာကြီးကတရားနဲ့စိတ်မပါပဲဟိုတွေးနဲ့ဘာတွေးတော့ငါမနေ့ကအိမ်ကပြလောင်ထွက်လာအိမ်တော့မခက်ခဲမှုတော့ဟုတ်လားအိမ်တော့မခက်ခဲတာအဲ့ကြမှာသတိရပြီးတော့သွားပြီကုန်ပြီထင်တယ်ခေတ်ကလည်းတခိုးကြဖို့ပေါ်ပါပြီတင်တယ်ဟုတ်လား
အဲ့တော့အိမ်ကိုစိတ်ရောက်သွားလိုက်တာပြိတ္တကြီးတရားကိုဖြောင်းဖြောင်းနာလို့ပြန်ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ဟိုဘက်မျက်စောင်းထိုးလိုက်ဒီဘက်မျက်စောင်းထိုးလိုက်ထိုးရင်လည်းဘသူစီရောက်လဲဘုန်းကြီးကိုကြည့်ပြီးအမလေးနော်ရှည်လိုက်တာမပြီးနိုင်ဘူးဟုတ်လားအိမ်သာကုံသွားရင်ထင်းမနှက်ဖန်လမ်းစိတ်မလူတော့ဘူးဟုတ်လားစိတ်တူတူနဲ့ဘုန်းကြီးအန်ကျိတ်မော့ကြည့်နေပြီးတော့ဘာသွားတွေ့တော့ရှေ့ကပဲတောင်းနေဆန်တောင်းနေလည်းပွားလန်းနေကြည့်ပဲအမလီပြီးရင်ငါဒါတွေလိုက်ပေါင်းရင်ကိုအချိန်ကတော်တော်နိုင်ဝက်လောက်ကုန်အောင်ပါကဲမထူးဘူးဟောစံကိုတော်လည်းဟောကျင်တော့ဟောကိုလည်းကိုတောင်းနဲ့ခုတည်းကရောထားတော့မယ်ပဲဆန်းရောထားတော့မယ်ပေါ့ရောတော့မယ်ဆိုဟိုနာတောင်းလေးဒီနာရွှေ့နီးရဆွဲပြီးတော့သူကြည့်ဒီလောက်အလိုက်မသိတဲ့ကိုတော့မနှက်ကြရင်တော့ကြောင်ရွေးပြီတော့ဟိုက်ပဲနဲ့ဟောဒီဆန်ကရောကိုထည့်လိုက်အောင်ဟုတ်လားစိတ်တူတူနဲ့ပဲတောင်းကြီးဆန်တောင်းကြီးနဲ့ကပ်ပြီးတော့သူ့လက်ပိန်ပိန်လေးနဲ့မကြည့်ဟုတ်လားမကြည့်ရွေးမနှက်ဖန်ရွေးပြီတော့ဟုတ်လားစိတ်ကလည်းတူတူနဲ့တခါတည်းပဲတောင်းကြီးမကြည့်နိုင်ရင်သူတခါတည်းရောတော့မယ်ဘုန်းကြီးကလည်းပလင်မွားကြည့်နေဒကမကြီးလှုပ်စီနဲ့ဘာလုပ်နေပါလဲဟုတ်လားအဲ့တော့ပဲတောင်းကြီးဆန်တောင်းကြီးရွေးဘုန်းကြီးဒုက္ခပဲမမြင်မဆန်းနဲ့ဟိုမှာပဲနဲ့ဆန်နဲ့ရောတော့မယ်ဟုတ်လားဒကမကြီးအဲ့ဒါပဲတွေသွားမရောနဲ့လို့ပြောရင်လည်းဘုန်းကြီးလောဘကြီးတာလူတီအောင်မယ်ဟုတ်လားအဲ့တော့ဒုက္ခပဲမောငါတော့တောင်းမှာကြောက်မှာသကောမရှိမမ်းမရှိတညာလုံးဟောတာမောရတဲ့အထက်မနဲ့ဗန်ဒီပဲနဲ့ဆန္ဒတညီကုန်ယူရတော့သွားပြီဟုတ်လားဘုန်းကြီးကလည်းပလင်မောနဲ့အဟောမဖြောင်းတော့အောက်ကဒကမလည်းအနာမဖြောင်းတော့ဟုတ်လားကဲဒီလောက်တော့လည်းမသိတဲ့ကိုတော့မောစံပြီးရွေးအောင်ဟဲ့ဆိုပြီးတော့ဆန်တော့မနိုင်နိုင်နဲ့မားတယ်ပဲတောင်းထဲမှာနှခမ်းတင်မားတော့တဲ့အချိန်လေးရောက်ရင်ဘုန်းကြီးကမတတ်နိုင်တော့ဘူးဟေးဆိုလေးတန်ပြောင်းဘုဇတိတိဘုဒ္ဓဘုဇတိတိဘုဒ္ဓဆိုတော့လေးတန်လေးနှွဲ့ပြလိုက်တော့ဒကမကြီးကမော့ဟဲ့ငါဘုန်းကြီးဟောရှော့ဖြစ်သွားပါလားဘလို့ဖြစ်တာလားမော့ကြည့်ပြီးတော့ဒကမကြီးမော့ကြည့်တဲ့အချိန်ကျမှမျက်လုံးချင်းစုံတော့ဘုန်းကြီးကအထာလေးနဲ့ဘုဇတိတိဘုဒ္ဓပင်းနဲ့ဆန်နဲ့မယောငါမပြောရင်ရောတော်မီရောဘဂဝါအကျင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဆလားဘုန်းကြီးကအထာလေးနဲ့လို့လိုက်တော့မှဒကမကြီးကဘယ်နဲ့ဘုန်းကြီးပဲတွေဆန်နေလဲပါလေဘာတွေဟောနေတာခါလားဘုန်းကြီးမော့ကြည့်ပြီးတဲ့အချိန်ဒကမကြီးမော့ကြည့်တဲ့အချိန်ဘုန်းကြီးကနောက်တစ်ချိန်ထပ်ပြီးတော့မျက်လုံးချင်းဆုံးမှလက်လေးနဲ့ကံကဘုဇတိတိဘုဒ္ဓပဲနဲ့ဆန်းနဲ့မယောငါမပြောရင်ရောတော်မီရောဘဂဝါအကျင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဆိုတော့မှဒကမကြီးသဘောပေါက်တယ်။အော်တဲ့ဘုန်းကြီးငါရောမှတိသွားပြီတဲ့။ရောတော့ဘူးဆိုအဲ့ကြမှာတောင်းလေးပြန်ချဟုတ်လား။ကဲတရားဝဲပြီးမှပင်းလေးပင်းဆိုင်ရောတော့ဘုန်းကြီးနောက်ထပ်မောစရာကြံသေးလား။အဲ့တော့အယောမှန်မှအမောတတ်တာဟုတ်လား။ခုလဲဟောမို့ပြိတဲ့တတိဆိုရင်တာတူလေးတော့ကြဲကြဲခေါ်မှာပေါ့။ပလင်မွားဘုန်းကြီးဟာငါဟောတာများမကြိုက်တော့ဘူးလား။တတိကလည်းတူလိုက်တာတာတူကလည်းတူလိုက်တာဆိုရင်စိတ်ပြက်တယ်ဟုတ်လား။အဲ့ဒါဒီကကြည့်လို့နော်ဘုဇတိတိဘုဒ္ဓနဲ့တွေ့မယ်ဟမ်အဲ့တော့ပြိဿအခုမိဘနှစ်ပါးရဲ့ခြေစူးကိုခြေအောင်ဆက်တဲ့နီးတွေရမသွားဘူးလားကဲအဲ့ဒီခြေအောင်ဆက်တဲ့နီးတွေသာတိလိုက်တယ်ကိုသုံးသက်ကြည့်စမ်းပစ္စည်းနဲ့ခြေစူးဆက်ရမယ်ငါးနီးဟာကိုယ့်အတွက်ပြည့်စုံပြီလားတရားနဲ့ခြေစူးဆက်ရမယ်နီးရောပြည့်စုံပြီလားမပြည့်စုံသေးဘူးအရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်ကြီးတောင်မှအမေနို့ဘိုးကိုကြည်အောင်မဆက်ဖဲနဲ့ဒီလောကတွေကပြန်ထွက်သွားရတာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးလည်းပဲဟောဒီလောကကြီးတွေကမထွက်ခင်အချိန်လေးမှာအမေနို့ဘိုးကိုကြည်အောင်အမေအဖေချွေးဘိုးကိုကြည်အောင်အမေကိုနောက်ဆုံးကျေးဇူးဆက်တရားဟောကြားပြီးတော့အမေနှလုံးသားမှာတရားသီလစာကပညာတရားတွေကိုတည်တတ်စေခဲ့ပါတယ်ပြိဿရေရှင်တော်မြတ်ဖရာဆိုရင်လည်းကြည်လိုက်ကြပါဦးမြတ်စွာဘုရားရဲ့မေတော်မာယာပြိဋိနိနိုင်ရွာစံပြီးတဲ့အချိန်မိရွေးတော်ခေါရမီကပဲရှင်တော်မြတ်ဖရာကိုမွေးဖွားရင်းနဲ့မကြည်ပြင်းခဲ့ရဘူးလားဒီတော့မေတော်မာယာ9ရက်အတွင်းနဲ့ရွာဆန်သွားတဲ့အခါကျတော့မြတ်စွာဘုရားလူလားပြောင်းလို့သားကြီးလူလားဖျားဖြစ်တဲ့အချိန်မှာအမေလောကမှာရှိသေးရဲ့လားမရှိတော့ဘူးသို့တော်ပြိဿရဲ့အမေဘယ်မှာရှိသလဲဆိုတာတပ်ပင်ညုတရွှေဉဏ်တော်နဲ့ကြည့်လိုက်တော့အမေဘယ်မှာရောက်နေတယ်ဒါဝရိသနတ်ပြည်မှာရောက်နေတဲ့အမေရဲ့ခြေစူးတွေအမေဒီအဲ့ဒီအချိန်မှာနတ်သားကြီးတယောက်ဖြစ်နေပြီမဲ့လောကီလူဘဝတုန်းကအမေကိုကျေးဇူးမဆန်ရတဲ့ဘုရားရှင်အမေကိုကျေးဇူးတရားတွေတုံ့ဆက်ခြင်းတဲ့အတွက်ကြောင့်တာဝရိန္ဒနတ်ပြည်မှာတဝါဝါကတ်တော်မူလို့အဘိဓမ္မာတရားဟောကြားရင်းနဲ့အမေဖြစ်ခဲ့တဲ့နတ်သားကိုကျေးဇူးဆက်တော်မူခဲ့ပါတယ်ကဲမြတ်စွာဘုရားရောကျေးဇူးမဆက်ဘူးလားဆက်တယ်
မြတ်စွာဘုရားကျေးဇူးဆက်တရားဟောကြားလိုက်မှမေတော်မိနတ်သားဟာအဲ့ဒီအချိန်ကျမှသောတာပန်တည်တာဟုတ်လားဒီတော့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကျေးဇူးအဆက်ကောင်းတဲ့အတွက်ကြောင့်အမေဒီဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုယုံကြည်သွားတယ်သီလပြည့်စုံသွားတယ်ပေကံစွန်ခြင်းလူရန်သွားတယ်ယုတ်တရားနံတရားအပေါ်မှာဝိပဿနာတရားတွေနဲ့ရှုမှတ်ပွားများလို့အထုံတော်မူသွားပါတယ်ရှင်တော်မြတ်ဘုရားရဲ့ကျေးဇူးအဆက်ကောင်းတဲ့ပုံစံတွေကြောင့်မေတော်ဖြစ်ခဲ့တဲ့နတ်သားနဲ့တကွာဒါဝရိနာနတ်ပြည်ကနတ်တွေတော်သောတာပန်တည်တဲ့ပုဂ္ဂိုလ်တွေတည်ကြတယ်တရားတို့တရားမြတ်တွေနာကြားခွင့်ရတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရခဲ့ပါတယ်ဒီတော့ဖယားလည်းကျေးဇူးဆက်ရတာပါပဲအရှင်သာရိပုတ္တရာလည်းကျေးဇူးဆက်ရတာပါပဲဒီပုဂ္ဂိုလ်ကြီးတောင်မှကျေးဇူးဆက်ပြီးမှလောကကြီးကပြန်ထွက်သွားတယ်ဆိုရင်ကျေးဇူးမဆက်ဖဲနဲ့သာကျုပ်တို့ခမည်းတော်သွားကြရင်ပြိတ္တရေဘယ်ကိုရောက်မယ်လို့ထင်ပါသလဲပျော်တဲ့လူတွေသွားကြကျုပ်တို့တော့မလိုက်နိုင်ဘူးနေခဲ့မယ်ဟုတ်လားဟမ်အဲ့တော့ကျုပ်တို့ဆိုတော့ကျုပ်ပြောမယ်ကျုပ်ကလည်းပြောရင်အာတွေ့နိုင်မရတာဟုတ်လားခမည်းတော်ဒီမကွေးမှာကျုပ်တို့သုံးတာအတူတူပေါ့ကျုပ်တို့အညာသားတွေကကျုပ်ပဲသုံးတာလေအဲ့ဒါလေအောက်ဖက်ရောက်သွားရင်မရဘူးဟုတ်လားအညာသားတွေခေါ်တဲ့တရားထဲမှာကျန်တာတွေအကုန်ကြိုက်တယ်အဲ့ကျုပ်ဆိုတာကြီးကိုမုန်းတာလေဟုတ်လားဒုက္ခပဲကျုပ်တို့ကလည်းငယ်ငယ်တည်းကကျုပ်နဲ့ပဲကြီးလာတော့ကျုပ်ပဲပြောတတ်တယ်ပြောဟုတ်လားမုန်းပါတယ်ဆိုတော့နှစ်ကြော့လောက်ထပ်ထပ်ပြောနေဟုတ်လားအဲ့တော့တခါကြရင်သူတို့ပြောတယ်တော်ရန်အပြစ်မပြောနဲ့လို့အညာမှာကခင်များကျွန်တော်ဖြာကျုံတော်တင့်လျော်အောင်ဟဲ့ပြောပါကွနင်သုံးငါသုံးအရင်သုံးတစ်သလုံးကွမပြောနဲ့ဆိုပြီးတော့ဆရာတွေကရည်ကြီးမှုစကားသင်တော့အဲ့တိုင်းသင်တာခင်များကျွန်တော်ဖြာကျုံတော်ဆိုတာရိုင်းတဲ့စကားမဟုတ်ပါဘူးလို့ကဲပြိတ္တရိုင်းသလားတော်ရန်မပြောနဲ့ရန်ကုန်ရောက်ရင်မှတ်တာနော်ကျမတို့နဲ့ကျင့်ခဲ့ဟုတ်လားရှင်နဲ့ကျမတို့ကျင့်ခဲ့ဟုတ်လားကျုပ်တို့ရွာကလေးတွေမြို့ခေါ်လာတဲ့အခါကျတော့ဟိုရောက်ရင်ဆရာတော်ကျုပ်တွေတော်တယ်မပြောနဲ့နော်ရှင်နဲ့ကျမနဲ့ပြောရှင်နဲ့ကျမနဲ့ပြောထက်တယ်ပြောနေဟုတ်လားကလေးတွေကလည်းအဲ့ဒါကိုသင်နေတယ်ပတ်လို့ဟုတ်လားဒီလေးရောက်ဟဲ့ဆမ်းပြီးဆိုရှင်နဲ့ကျမသူထူတာရှင်မိုးတော်ဆိုဘုန်းကြီးကရှင်နဲ့ကျမနဲ့ပြောဆိုတော့နှစ်ခုပေါင်းတစ်ခုမှတ်နေတာဟုတ်လားဟဲ့ဆမ်းပြီးလာသားရှင်နဲ့ကျမဟုတ်လားခုလဲသင်လဲတေချာသင်ခဲ့ကြအောင်ဟုတ်လားအဲ့တော့ကျုပ်ကကျုပ်ပြောနေတဲ့အခါကျတော့မကြိုက်တော့လေဒုက္ခပဲလို့ကျုပ်တို့စီမှာလို့ကျုပ်ဆိုတာမရိုင်းပါဘူးခင်များလည်းမရိုင်းဘူးနော်လို့ခင်များကြီးဆိုရင်တော့ရိုင်းတယ်လို့ဟုတ်တယ်မလားခင်များကြီးကျုပ်ကိုဒီတိုင်းမကြည့်နဲ့ခင်များကြီးဒီတိုင်းမပြောနဲ့ဆိုရင်မရိုင်းဘူးလားခင်များဆိုတာရိုင်းသလားမရိုင်းဘူးအဲ့တော့ကျုပ်ကပြောတယ်ခင်များတို့တော်ရန်အပြစ်မတင်နဲ့လို့တစ်ခါမှကိုမှန်တယ်ထင်ပြီးတော့မှားနေတာတွေအများကြီးနော်လို့ကျုပ်အဖြစ်လေးပြောပြမယ်ဆိုပြောပြခဲ့တယ်ဟုတ်လားအဲ့ဒီကျမှသူတို့သဘောပေါက်သွားတယ်ကျုပ်ပြောခဲ့တဲ့အကျုပ်ဖြစ်ခဲ့တဲ့အဖြစ်ကလည်းပြိတ္တတော်တော်ဝမ်းနည်းစရာဦးဇင်းက95ဟိုးချင်းပြည်နယ်ပလက်ဝသာသနာပြုသွားသေးတယ်အဲပလက်ဝမှာဘာတွေရှိလဲခမီးလူမျိုးတွေချင်းလူမျိုးတွေမီဇိုလူမျိုးတွေတက်လူမျိုးတွေအဲ့လိုလူမျိုးတွေများတာအဲ့တော့လူမျိုးတစ်မျိုးရဲ့စကားပေါ့လေအဲ့ဒီလူမျိုးတစ်မျိုးရဲ့စကားကိုကျုပ်ကသင်လိုက်တာမသင်လို့လည်းမရအောင်အဲ့ဒီလူမျိုးတွေအဲ့ဒီပလက်ဝမျိုးမှာကြီးစိုးတဲ့အခါကျတော့ကျုပ်ကနေเจ้าမှာเจ้าသားလေးတယ်လေအဲ့ဒီလူမျိုးတွေပဲကျုပ်မွေးတာဒီတော့ဖြစ်ပုံကပြိတ္တကြီးလူမျိုးကြီးခေါင်းဆောင်တခါကြီးရဲ့သမီးကကျောင်းဆရာမအကုန်လုံးပြောရင်တော့အပြိုကြီးဟုတ်လားသူကလည်းကျောင်းဆရာမပြိုကြီးတစ်မျိုးလုံးကိုဩဇာညောင်းတယ်သူ့ကိုကြောက်နေရတာအဲကျုပ်ကလည်းဒီကခတ်စွာသွားကိုတော့ဟိုမှာယဉ်ကျေးမှုသင်တန်းတွေပေးတရားတွေဟောဆိုတော့တခါတဲ့ယဉ်ကျေးမှုသင်တန်းပေးတဲ့အချိန်ပဲသူကလေဒီဘုန်းကြီးလာတာလေဖောင်စွာလုံးနေဆိုပြီးတော့ကလေးတွေကိုကျုပ်ယဉ်ကျေးမှုသင်တန်းပေးတဲ့စနေတနင်္ဂနွေကိုကျူရှင်မတက်မနေရကျူရှင်မတက်တဲ့လူစာမျိုးချပြမယ်ဆိုတော့ပြိတ္တကြီးကျုပ်မှာစာမျိုးချတယ်မှမရှိပဲသူရှိတယ်သူစီပဲသွားကြတာပေါ့ကျုပ်ဟာငါကလေးတွေပဲရောက်ကုန်တယ်ဆရာမအားတဲ့ကျူရှင်မတက်ရင်စာမျိုးချပြမယ်ဆိုတော့တဲ့တပည့်တို့အဲ့ပဲသွားတော့မယ်ဆိုဟာဆရာမဒါတက်ငါ့ကိုညစ်ပတ်တာပဲအဲ့နဲ့မထူးကျုပ်ကလည်းမာယာကောင်ဘာညာကုန်လို့စီဝေးထိုင်ပြီးတော့ဒါကျုပ်ရက်ကိုတော့မလုပ်ကြပါနဲ့ကျုပ်ကိုပေးပါဆိုမေတ္တာရက်ခံတော့မာယာကဥက္ကဋ္ဌရက်နဲ့ဆရာမအားတဲ့ကို့အလုပ်ကိုလုပ်ပါဒါမှန်ပါတယ်ဆရာမစနေတနင်္ဂနွေဘယ်တော့စာသင်မှုလို့ဒီစာသူ့ဟာသူဆရာတော်သူ့အလုပ်သူလုပ်ပါစေဆိုတော့ကျုပ်ကနိုင်သွားတယ်ပေါ့နိုင်သွားတယ်ပြိတ္တကြီးကျုပ်စာသင်ခွင့်တော့ရတော့တယ်ဆရာမနဲ့ကျုံနေရတော့ရှင်ခန်းကိုပြတ်ရောက်တခါဟုတ်လားမြို့လေးကတစ်မြို့လုံးမှာလမ်းတစ်လမ်းနဲ့ရှိတယ်ကျုပ်ကကျောင်းကထွက်လာရင်ဒီလမ်းသူကအရင်ထွက်လာရင်ဒီလမ်းသူကယုံလာရင်ဒီလမ်းကျုပ်ကကျောင်းလာရင်ဒီလမ်းဆိုကျုပ်တို့နှစ်ယောက်များဘလောက်မေတ္တာရှိလဲကျုပ်ကိုမြင်ပြီဆိုရင် तू ကနီးရအိမ်ဝင်သွားတာဟုတ်လားကျုပ်ကလည်းသူ့မြင်တာနဲ့နီးရနေဝင်ချပါလားတခါတည်းက तू သွားတော့ပြီကိုသွားတော့ပြီလို့ထွက်အတက်ပြန်ဆုံးနေတာအဲ့ဒါလောက်ဒီမေတ္တာရှိတာ
အဲ့တော့လေဘလို့မညှိတို့မြဝန်ထမ်းတွေကလည်းနည်းနည်းလေးအရာရှိတွေကကိုဗမာလေးကနည်းနည်းလေးဆိုသူတို့ကလည်းစိတ်မကောင်းကြပေါ့ညှိကြပြောကြဘလို့မှမရအဲ့တော့သွားပြီငါရာဇဝင်တော့တွင်ပြီပေါ့လေအဲ့ဒါနဲ့ကလေးတွေကိုပြောတယ်ပြန်တော့မယ်နေမနှက်ပံတပတ်ခါဆိုပြန်တော့မယ်ငါမနှက်ပံတရက်ပဲနေရတော့မယ်ကွာလို့မင်းတို့ဆရာမကြီးကိုပြောလိုက်ပါလို့ငါတို့ဗမာလူမျိုးတွေကနှိမ်တာမဟုတ်ပါဘူးကို့အလုပ်ကိုလုပ်တာအကြောင်းမညီညွတ်လို့ဖြစ်သွားတာပါမင်းတို့လည်းလူမျိုးရေးအစွဲတွေမထားနဲ့တော့အာသားတို့ကဘာမှမပြုတ်ဖုံဖုံနဲ့မင်းတို့တောင်းပန်လိုက်ပါကွာလို့ငါအကိုစားပြောလိုက်ပါလို့ဟာမတောင်းပန်ဘူးလေဖုံဖုံကိုယ်တိုင်ပြောလိုက်ပေါ့လေသားတို့ဘိန်းနာမှာနေပြေးမယ်ဟာအစဉ်ပြေလိုက်လားဟုတ်လားမင်းတို့တော့လို့ငါ့ကိုဘာတွေပြောခိုင်းမှာဟာဖုံဖုံနဲ့တပည့်တော်တို့လူမျိုးစကားနဲ့ပဲပြောလိုက်ပေါ့တဲ့အဲ့ဒါဆိုရင်ဆရာမသဘောကျပြောကွာဒီငါမင်းတို့ငါဗမာဝါကြပြောပြမယ်မင်းတို့ငါမင်းတို့စကားနဲ့သင်ပြတာငါပြောမယ်ဆရာမတယောက်နဲ့တယောက်ခွင့်လို့ကြပါစို့ငြိမ်းချမ်းကြပါစို့ကြိုလည်းပြန်တော့မှာငါအဲ့ဒါပြောချင်တယ်ဆိုဟာဖုံဖုံလွယ်လွယ်လေးဘယ်လိုပြောရမလဲဆရာအမရွေစီနာဖို့လို့ပြောလိုက်တယ်ဟာအမရွေစီနာဖို့ဆိုတာဘာလဲဟာငြိမ်းချမ်းကြပါစို့ခွင့်လို့ကြပါစို့လို့ပြောတာဟာကောင်းလိုက်တဲ့စကားကွာဟုတ်လားကြက်တာအဲ့ဒီညာပြေးမရောနိုင်ဘူးတန်းလျှောက်လက်ဟန်ချင်ရနဲ့မျက်နှာဆရာမအမရိစီနာဘူးဟဲ့ဟလားပဲလေးနဲ့ဟလားမနဲ့မိုးလေးပြောဖို့တော့ကိုစကားထစ်မှာဆိုဆရာမအမရိစီနာဘူးဟဲ့ကျင့်လိုက်လမ်းလျှောက်လိုက်တညာလုံးကျင့်နေတာအလုပ်ကိုဖြစ်နေဟလားမနဲ့မိုးလေးကြတော့ကျွန်တော်လက်ဖိတ်ဆိုင်မှာဆုံနေကြဟိုဗမာနည်းနည်းလေးပဲအရာရှိကျွန်တော်ဒီနေ့ဆရာမကြီးလိုက်ခေါ်ရတော့ကျုပ်ဆရာမကိုနှုတ်ဆက်မယ်ဟာကောင်းတော့မို့ဆရာတော်ရဲ့ကိုကဘုန်းကြီးပဲကိုဘက်ကမာနတွေချပေးလိုက်တာကောင်းပါသူတို့ကလည်းဝမ်းနေသားနေတာခေါ်ပြအောင်သာခေါ်လို့မှသူတို့စကားနဲ့ကိုနှုတ်ဆက်မှာဘာစကားတော့မဟုတ်ဟာကောင်းတယ်ဆရာချမယ်ဟဲ့လားသူတို့ကလည်းလူပြောတွေဆိုတော့ဆရာမကြီးလဲလာအောင်ပြိဿကြီးဆောင်းလာလဲလာဆရာမလာအောင်နဲ့သူတို့လည်းခေါ်တော့လာတော့ရာရှိတွေဆိုတော့ဒီမှာတဲ့ဆရာတော်ကမနှက်ဖန်ပြန်တော့မှမလို့နှုတ်ဆက်မလို့တဲ့ကိုကလည်းပြုံးပါပဲမာနကိုအပြတ်ချထားတာဆရာမရဲ့လို့ကျိုးတို့လည်းဗာမုတ်တဲ့ကိစ္စလေးနဲ့ဗုဒ္ဓဘာသာချင်းချင်းမကောင်းပါဘူးလို့ကျိုးလည်းမနှက်ဖန်ပြန်တော့ဆရာမလို့တယောက်နဲ့တယောက်ဒီလိုကြီးခွဲရတာမကောင်းပါဘူးလို့ကျုပ်ဆရာမဟုတ်လို့ဆရာမတို့စကားလေးနဲ့ပဲနှုတ်ဆက်ပါမယ်အမရိစီနာဘူးဟုတ်လားလက်ဖက်ရည်တိုင်းမှာခုံနေပဲလေးနဲ့အမရိစီနာဘူးဆိုလို့တာလားအမလေးပရိသတ်ငင်းငင်းရေးရတယ်မထင်တော့ဖုံဖုံတော်ဆိုပြီးတော့ဟာလက်ညိုးကြီးထိုးပြီးအရင်ကျိတ်ပြီးဆောင်းနဲ့ထွက်တော့ဟာသွားပြီလို့ကိုကလည်းဒေါကန္တာပေါ့ဟာဆရာမရိုင်းလိုက်လားကွာလို့ချင်းချင်းနဲ့မေတ္တာကြီးတောင်းပန်တာတော့မှငါလာပြီးစော်ကားမော်ကားလှုပ်သွားရဲဆိုလေဟာဖုံဖုံအဲ့ဒါဘာပြောလိုက်တာလဲဟာဒါငင်းငင်းကြပါဆိုခွင့်လို့ကြပါဆိုလို့ပြောတာပေါ့လေကျုပ်ကလည်းချင်းချင်းနေရှင်းပြနေတော့နောက်ကလက်ဖက်ရည်ပြောတဲ့ကောင်နဖူးပုတ်ပြီးထွက်လာဟာဖုံဖုံလှုပ်ချလိုက်ပြန်ပြီတဲ့ဟာဘာဖြစ်တယ်တော့ဟာကြီးကောင်လို့ဟာဖုံဘာလို့အဲ့လိုသွားပြောတာလဲဟာမင်းညာငါတပည့်တွေမှာငါသင်တန်းတက်ထားတာတညာလုံးကျင့်ထားတာဒါအမရိစီနာဖို့ဆိုငြိမ်းချမ်းကြပါဆိုခွင့်လို့ကြပါဆိုမဟုတ်ဘူးလားဆိုဟုတ်တယ်လေတဲ့ဟာဟုတ်တာဘာလို့သွားတော့စေတော့ဟုတ်တယ်ဆိုတာကမဟုတ်ဘူးတဲ့ဟာမင်းဥစ္စာရှုပ်ကိုဟုတ်တယ်မဟုတ်ဘူးဆိုဘာတော့ဟာလို့မင်းဆိုဟုတ်တယ်ဆိုတာဖုံဖုံနဲ့တပည့်တော်နဲ့ဆိုရင်တော့ဟုတ်တယ်တဲ့တပည့်တော်တယောက်တယောက်ရံဖြစ်ပြီလားမရိစီနာဖို့တကယ်ကြီးခွင့်လို့ကြပါဆိုငြိမ်းချမ်းဆိုဟုတ်တယ်အေးအဲ့ဒါကပြောတာဒကမတွေနဲ့ကြတော့အဲ့လိုမရဘူးအဲ့လိုပြောလို့မရဘူးတဲ့ဟာဒကမတဲ့ဆိုဘာတိတ်ပဲထွက်တယ်အတူတူနေရအောင်လို့ပြောတာတဲ့အမလေးမားလိုက်ပုံအဲ့တော့ဟိုမှာအပြိုကြီးသွားအတူတူနေရအောင်ဆိုတင်းပြီပေါ့ဟုတ်လားဟမ်ပြောတဲ့လူကလည်းကြည်ဟိုဒီမှာဘာမှမရှိတဲ့ဟိုမှာကြုံသွားအဲ့ဒါဟောအန်ကျိတ်သွားတာတော်သေးတာငါကံကောင်းတာပဲလို့ယူနေဘက်ကနေမပေါက်ခဲ့တာတော်သေးတယ်အဲ့တော့တခါမှလို့ခင်ဗျားတို့ကိုမှန်တဲ့တမီမားနေတာအများကြီးတော့ဟာလားအမရိစီနာဘောယောက်ျားကြီးဆိုတော့ငင်းငန်းအောင်ဟုတ်တယ်တဲ့မိန်းကလေးနဲ့ကျတော့အတူတူနေရအောင်ဆိုတော့သွားပြီပေါ့ဟုတ်လားအဲ့ဒါကြောင့်ရန်ကုန်ရောက်ရင်အချိန်ကြီးပြောနော်ရှင်နဲ့ကျမပိုင်းမလုံးနဲ့ဟုတ်လားအဲ့ဒါရန်ကုန်ကလူတွေအဲ့လိုပြောမှပဲသဘောပေါက်တော့တယ်ဟုတ်လားဒါတော့ဦးဇင်းတို့ပြောချင်တာကမိဘကျေးဇူးကိုခုကြည်အောင်ဆက်တဲ့နေ့ဦးဇင်းပေးပြီးပြီဖះရှင်ဆက်တဲ့အကြောင်းဟောပြီးပြီအရှင်သာရိပုတ္တရာဆက်တဲ့အကြောင်းဟောပြီးပြီဒီလောက်နဲ့သိရင်လည်းရပြီသို့တော့နောက်ထပ်ဇက်ကြောင်းတစ်ခုဟောခြင်းသေးတယ်တဏှာကြီးတော့အချိန်ကုန်ပြီမလားသိကြပြီနော်ကဲသိကြရင်ပြီးတာပါပဲဟုတ်လားအားလုံးတို့ပရိသတ်တွေကျေးဇူးဆက်တတ်အောင်လို့ပါဟုတ်လားအမေတို့အဖေတို့ရဲ့မွေးကြွေးစုကိုဆက်တတ်ဖို့ရန်နှုတ်ဘိုးကိုကြည်အောင်ဆက်တတ်ဖို့ရန်ပြည့်စည်နဲ့ကျေးဇူးဆက်ခြင်းတွေလည်းသိအောင်ပြောကြားခဲ့ပြီးပါပြီတရားနဲ့ကျေးဇူးဆက်ခြင်းလည်းပဲဟောကြားခဲ့ပြီးပါပြီအရှင်သာရိပုတ္တရာမထေရမြတ်နဲ့ဘုရားရှင်တို့ရဲ့တရားဓမ္မနဲ့ကျေးဇူးဆက်တဲ့ဤလေးလည်းပေးခဲ့ပြီးပါပြီအေးမြတ်စွာဘုရားလက်ထက်တော်ကာလတော်ကယဟန်တော်တစ်ပါးရဲ့